သာသနာတော်နှစ်2569ခုနှစ်မြန်မာတက္ကရာ1389ခုနှစ်နှောင်းတကူလပြည့်ကျော်9ရက်နေ့ခရစ်နှစ်2026ခုနှစ်ဧပြီလ10ရက်နေ့တောက်ကြနေ့မှာရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်မဒရီကုန်းကြီးရွာအမြန်လမ်း9မိုင်6ဖာလောက်မှာတည်ရှိတဲ့ထေရဝါဒမဂ္ဂရမဣဒ္ဓကျောင်းတိုက်ကြီးမှကျင်းပပြုလုပ်အပ်သောဝိပဿနာလုပ်ပြီးတရားစခန်းပေါ်ကျင်းမှာခဏနောက်ဆုံးနေ့အဖြစ်တရားထီတင်သစ္စာတရားများဟောကြားပေးမှာဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုရမကြီးလက်တော်ကကလတော်ငါဘုရားရှင်ကိုရမကြီးတာဝတိပြုံမောစေတောကျောင်းတော်မှာတရင်တော်မူနေတဲ့အချိန်ခါမှာတာဝတိမြို့တော်တွင်ငါတရားလာရောက်နာယူကြတဲ့တရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်နာဂတရားနာညာကခန္ဓာဆိုင်လို့သောတပတိမညာသက္ကရာဂမိမညာနာဂမိမညာအရဟတမညာများအတိအသိရရှိသွားကြသလိုယနေ့လည်းပဲအလုံးသောတရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်နာဂတရားနာညာကခန္ဓာဆိုင်လို့သောတပတိမညာများရနိုင်ကြပါစေသက္ကရာဂမိမညာများရနိုင်ကြပါစေအနာဂမိမညာများရနိုင်ကြပါစေအရဟတမညာများရနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဘုန်းကြီးများရဲ့ဓမ္မသဘင်စီစဉ်ကိုစတင်မှာဖြစ်ပါတယ်ယောဂီမန္တရကောင်းတို့တရားကိုဖွေရှာတရားကိုမြတ်နိုးတရားကိုအာကိုလေးရှိကြကောင်းသောဓမ္မမမကဓမ္မကိုဝေတိဓမ္မသုတေတိဖြစ်ကြတဲ့ယောဂီမန္တရကောင်းတို့ဤယခုလိုတရားရှိမှနေကြခြင်းသည်တခြားလိုခြင်းလိုလားနိဗ္ဗာန်လိုခြင်းလိုလားနိဗ္ဗာန်ကဘာသစ္စာနိဗ္ဗာန်လိုခြင်းတခြားကျင့်ရမလားမဂ္ဂင်ကျင့်ရမှာလားမဂ္ဂင်ကျင့်ကဘာသစ္စာမဂ္ဂင်ကျင့်ကိုကျင့်ပြီးတော့တခြားတတ်ရမှာလားကိလေသာတတ်ရမှာလားကိလေသာကဘာသစ္စာကိလေသာကိုတတ်ဖို့ရအတွက်တခြားကြည့်ရမှာလားယုံနာခန္ဓာကြည့်ရမှာလားယုံနာခန္ဓာကဘာသစ္စာဒုက္ခသစ္စာဖြစ်ပါတယ်အဲ့တော့သစ္စာ၄ချက်မှာအဓိကကဒုက္ခသစ္စာကိုသိဖို့အဓိကဖြစ်ပါတယ်ဒုက္ခသစ္စာဆိုတာဘာလို့လဲယုတ်တရားနဲ့နံတရားယုတ်တရားနံတရားနဲ့ပတ်သက်လို့အဘိဓမ္မာနိကောသုတ်တန်နိကောခန္ဓာပစ္စည်းနိကောပါဠိတော်နိကောထကရာနိကောအလုံးဘုန်းကြီးတို့ချက်တော်ဝဲပြောပြခဲ့ပြီးဖြစ်ပါတယ်နောက်ဆုံးဘာနဲ့အဆုံးသတ်သွားတယ်လဲဆိုတော့မဟာသတိပဋ္ဌာန်သုတ်တန်အယရုပ်ရစိတ်ရဝေဒနာရဆိုပြီးတော့တရား၃မျိုးကိုရှုမှတ်မှုနဲ့ပဲအကျဉ်းမချုပ်ခဲ့ဘူးလားချုပ်ခဲ့လားဒါလေးကိုတော့မမေ့ပါနဲ့နော်ရှုစရာတွေအများကြီးပဲရှုပ်နေတာပဲလို့မထင်ပါနဲ့ဒါတွေကဖြစ်တဲ့ဖြစ်တဲ့ဒါတွေကိုပြောပြတာပါတကယ်ရှုရမှာကရှုရမှာကတော့အားလုံးပါပဲအားလုံးလည်းပဲရှုလို့ရတာကြီးပါပဲဘုရားရှင်လက်ထက်ကဘုရားရှင်နဲ့တကွယန္တာပတိမြတ်ကြီးများလည်းပဲရှုခဲ့ကြတာပါပဲရှုခဲ့လို့ရလို့လည်းပဲသူတို့ကအဲ့ဒီယုံနာခန္ဓာအလုံးကိုရှုဖို့ဟောလဲဟောပေးခဲ့ကြတာပါပဲဒါပေမဲ့မရှုနိုင်တာကတော့ဘုန်းကြီးတို့တက္ကမတဲ့ယောဂီတို့ရဲ့တာဝန်ပေါ့နော်ကိုမမရှုနိုင်တာဘယ်တတ်နိုင်မလဲဟုတ်တယ်မလားအလုံးတော့ရှုအောင်မှန်တယ်ကိုကမရှုနိုင်ဘူးမရှုနိုင်တော့လည်းပဲရှုနိုင်တဲ့လောက်ပဲရှာလိုက်တော့၃ပါးသွားတွေ့တာပေါ့အဲ့ဒီ၃ပါးကရုပ်ရယ်စိတ်ရယ်ဝေဒနာရယ်ဒါကြောင့်ဒါရမပဲဘုန်းကြီးတို့ပရိလဆရာတော်ဘုရားကြီးကိုရှင်သာမဏေယဟန္တာကညွှန်ပြတဲ့နေ့မှာစိတ်တစ်မျိုးတည်းကိုပဲရှုဖို့မညွှန်ကြားဘူးလားညွှန်ကြားကြလားညွှန်ကြားခဲ့တယ်အဲ့ဒီစိတ်တောင်မှပဲမျက်စိကြားစိတ်နားစိတ်စားစိတ်ဒုတိစိတ်တွေ့တော့စိတ်6မျိုးရှိတဲ့အထက်မှာနောက်ဆုံးဘယ်စိတ်ကိုရှုရမယ်လို့ပြောခဲ့လဲတွေ့တော့စိတ်တစ်မျိုးတည်းကိုရှုနိုင်ရင်အလုံးခြုံမိငုံမိဖြစ်ပါတယ်လို့ပြောခဲ့တာဒါဘုန်းကြီးတို့နော်အဲ့ဒီတော့ကို
ခုနပြောသလိုပေါ့နော်စားရပါတဲ့အတိုင်းတော့ရှိတာပေါ့တကယ်ရှုတဲ့အခါကျတော့ဟာစိတ်တစ်မျိုးတည်းပဲရှုမယ်မရဘူးလားရတာပဲဘာဖြစ်လို့ရတယ်လဲအခုရှင်သာမဏေယဟန္တာကညွှန်ကြားတဲ့ညွှန်ကြားချက်မှာအတိအလင်းပြောပြီးသားမို့လို့စိတ်တစ်မျိုးတည်းရှုရင်လုံလောက်ပါတယ်လို့ဖိရယောဂီတွေကပြောလာခဲ့သည်ရှိတော့အဲ့ဒီစကားသည်မှားပါတယ်လို့ဘလူကစောရကတက်လို့ရမလဲဘလူကမှစောရကတက်လို့မရဘူးစောရကတက်လာခဲ့ရင်လည်းပဲယန္တာဖြစ်တဲ့ရှင်သာမဏေကဒီတိုင်းညွှန်ကြားထားတယ်လို့ပြောလိုက်ရုံရှိတာပေါ့နော်ဟုတ်ပြီအဲ့ဒီတော့တကယ်ဖြစ်စဉ်အပြင်ပြောမယ်ဆိုလို့ရှိရင်လည်းပဲခန္ဓာ၅ပါးရှိတဲ့အထက်မှာရုပ်တွေကောဝေဒနာတွေကောသင်ညာတွေကောသင်္ခါရတွေကောအဲ့ဒီတရားအလုံးကဘယ်မှာလာပေါင်းလဲစိတ်မှာပဲလာပေါင်းတာပဲဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့စိတ်တစ်မျိုးတကနေရှုရင်လုံလောက်ပါတယ်လို့ပြောရင်မမှားပါဘူးအဲ့ဒီတော့စိတ်ကိုရှုတော့အရှုခံကရှေ့စိတ်ပေါ့အရှုဉဏ်ကနောက်စိတ်ပေါ့နောက်စိတ်မှာပါတဲ့အရှုဉဏ်နဲ့ရှေ့စိတ်မှာပါတဲ့ခန္ဓာ၅ပါးကိုလှမ်းပြီးတော့ရှုတယ်ရှုတော့တကယ်တမ်းကျတော့ရှိတာတွေ့ရတာလားမရှိတာတွေ့ရတာလားမရှိတာတွေ့ရတာမရှိတာတွေ့ရတယ်ဆိုတဲ့မရှိတာကိုတွေ့တယ်ဆိုတဲ့အဆင့်ဟာအတော်လေးကိုဉာဏ်ထက်မြက်တဲ့အဆင့်လို့မှတ်ပေါ့နော်မရှိတာကိုတွေ့တယ်ဆိုတဲ့အနေထားဟာအတော်ကိုဉာဏ်ထက်မြက်မှတွေ့ခွင့်ရတာပါတကယ်လို့ဉာဏ်နှုတ်နေသေးရင်ဘာမှမရှိတာကိုတွေ့တယ်ဆိုတဲ့အတွေ့မျိုးဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့တော့ပြတ်သွားတာကမကြသေးဘူးအခုမှပြတ်သွားတာအခုမှပြတ်သွားတာဆိုတော့တတ္တိကလေးကကြံနေတယ်တတ္တိကလေးကြံနေတာကမကြသေးတဲ့အတွက်တတ္တိကလေးကိုကြည့်ပြီးတော့ရှေးစိတ်ထဲမှာခန္ဓာ၅ပါးဖြစ်သွားတယ်ဒီလိုပဲမြင်လိုက်ရတာပဲအဲ့ဒီလိုမြင်တဲ့အမြင်ဟာနော်ဉာဏ်အားနဲ့သိတယ်မရှိတာကိုတွေ့တယ်ဆိုတဲ့အမြင်ကမှဉာဏ်အားကောင်းတယ်မဟုတ်ဆရာဘုရားကြီးပြောတဲ့စကားတစ်ခုရှိတယ်အမှန်တန်ကောင်းပါလေဘုန်းကြီးတို့ပရိသတ်တွေလည်းမှတ်ထားပေါ့ဖြစ်တာတွေးတယ်လို့ထင်ခြင်းအောက်တန်းဉာဏ်အဓိပ္ပာယ်ရှိတယ်နော်ဘာလဲဖြစ်တာတွေးတယ်လို့ထင်တာကအောက်တန်းဉာဏ်မရှိတော့တာကိုတွေးတယ်လို့ထင်တာကအထက်တန်းဉာဏ်ပြန်ပြောကြည့်ပါဦးဖြစ်တာတွေးတယ်လို့ထင်တာကအောက်တန်းဉာဏ်မရှိတော့တာကိုတွေးတယ်လို့ထင်တာကအထက်တန်းဉာဏ်အမှန်တန်အဓိပ္ပာယ်ရှိတယ်နော်ဖြစ်တာတွေးတယ်လို့ထင်တယ်ဆိုတဲ့အနေအထားကစောစောကပြောခဲ့တဲ့အတိုင်းပဲရုပ်ကိုတွေ့တယ်နာမ်ကိုတွေ့တယ်ဒါဖြစ်တာတွေ့တဲ့သဘောမဟုတ်လားစဉ်းစားကြည့်လေရုပ်ကိုတွေ့တယ်ဆိုတာရုပ်တွေဖြစ်နေတာတွေ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့မဟုတ်ဘူးလားဟုတ်လားနာမ်ကိုတွေ့တယ်ဆိုတာလည်းပါလေစောစောတုန်းကနာမ်ကိုတွေ့ခဲ့တယ်ဆိုတာသည်နာမ်နေဖြစ်နေတယ်လို့ဖြစ်နေတာကိုတွေ့တယ်လို့ထင်တဲ့အထင်ပေါ့အဲ့ဒီတော့နမရူပပရိစ္ဆေဒဉာဏ်အဆင့်ကအထက်တန်းဉာဏ်လားအောက်တန်းဉာဏ်လားအောက်တန်းဉာဏ်အောက်တန်းဉာဏ်ဆိုတော့အောက်တန်းဉာဏ်တော့မဟုတ်သေးဘူးအစပဲရှိသေးတာအစပဲရှိသေးတော့တကယ်စစ်မှသူမတွေ့နိုင်သေးဘူးဘာကိုပဲတွေ့လဲဖြစ်တာကိုပဲတွေ့တယ်လို့ထင်ခဲ့တယ်ဖြစ်တာကိုတွေ့တယ်လို့ထင်ခဲ့တယ်ဖြစ်တာတော့ပဲပစ္စုပန်ခန္ဓာကိုတွေ့တယ်လို့ကိုထင်ခဲ့တာပစ္စုပန်ခန္ဓာဆိုတာပေါ်စေခန္ဓာပေါ့ပေါ်စေခန္ဓာကိုတွေ့တယ်လို့ကိုထင်ခဲ့တာဒါတကယ်အစစ်မှန်တွေ့တာလားအထင်နဲ့တွေ့တာလားအထင်နဲ့တွေ့တာမလို့အဲ့ဒီဉာဏ်သည်ဉာဏ်တော့ဉာဏ်ပဲဘလို့ဉာဏ်လဲအောက်တန်းဉာဏ်
အောက်တန်းညာမရှိသေးတယ်အဲ့ဒီလိုပဲအဲ့ဒီယုံနာကိုတွေ့တယ်ဆိုတဲ့အချိန်မှာမာသရိပရဏသုတ္တနိယရုပ်ကိုတွေ့တယ်လို့ပြောတဲ့ပုဂ္ဂိုလ်ကလည်းပြောတယ်စိတ်ကိုတွေ့တယ်လို့ပြောတဲ့ပုဂ္ဂိုလ်ကလည်းပြောတယ်ဝေဒနာကိုတွေ့တယ်လို့ပြောတဲ့ပုဂ္ဂိုလ်ကလည်းပြောတယ်စဉ်းစားရုပ်ကိုတွေ့တယ်လို့ပြောတဲ့ပုဂ္ဂိုလ်ကဘာကိုရှုရုပ်ကိုရှုဘာနုပဒနာဘာနုပဒနာဝေဒနာကိုတွေ့တယ်လို့ပြောတဲ့ပုဂ္ဂိုလ်ကဘာကိုရှုဘာနုပဒနာစိတ်ကိုတွေ့တယ်လို့ပြောတဲ့ပုဂ္ဂိုလ်ကဘာကိုရှုဘာနုပဒနာအဲ့ဒီအနုပဒနာ၃မျိုးကအထက်တန်းညာလားအောက်တန်းညာလားဘာညာလဲအောက်တန်းညာပေါ့ခုနတော့ကလေရုပ်ကိုတွေ့တယ်လို့ဆိုရင်အောက်တန်းညာဟုတ်တယ်မလားရုပ်တဏ္ဍာနေတွေ့တယ်ဆိုရင်အောက်တန်းညာလို့ပြောခဲ့တယ်လေအောက်တန်းညာလို့ပြောခဲ့တယ်မှတ်မိလားမှတ်မိတယ်နော်ရုပ်တဏ္ဍာလေးကိုခွဲကြည့်လိုက်တော့သုံးပါးလို့တွေ့တယ်အဲ့ဒီသုံးပါးကရုပ်ရစိတ်ရဝေဒနာရဲ့အဲ့ဒီတော့ရုပ်ကိုရှုတယ်ဆိုရင်အထက်တန်းညာလားအောက်တန်းညာလားဝေဒနာကိုရှုတယ်ဆိုတာလေစိတ်ကိုရှုတယ်ဆိုတာလေအောက်တန်းညာပဲဘာဖြစ်လို့တော့ရုပ်ကိုရှုတယ်ဆိုတော့ရုပ်တွေဖြစ်နေတာတွေ့တယ်ဆိုတဲ့အတိပ္ပယ်ပေါ့မဟုတ်ဘူးလားပြစ္ဆုတ်ပံရုပ်ကိုပြစ္ဆုတ်ပံဉာဏ်နဲ့မြင်တယ်ဆိုတဲ့အတိပ္ပယ်ပေါ့ပြစ္ဆုတ်ပံရုပ်ကိုပြစ္ဆုတ်ပံဉာဏ်နဲ့တွေ့ပါတယ်ဆိုမှတော့ဒီဉာဏ်သည်ဘလို့မှအထက်တန်းဉာဏ်မဖြစ်နိုင်ဘူးဝေဒနာကိုရှုတယ်ဆိုတာလေအောက်တန်းဉာဏ်ပဲစိတ်ကိုရှုတယ်ဆိုတာလေအောက်တန်းဉာဏ်အစစ်မရှိသေးတယ်အဲ့ဒီဉာဏ်လောက်နဲ့ဘုန်းကြီးတို့ယောဂီတွေအာကုလို့မရသေးဘူးဟုတ်တယ်မလားအာကုလို့မရသေးဘူးအဲ့ဒီလိုနဲ့ပဲရုပ်ကိုရှုတဲ့ပုဂ္ဂိုလ်ကရုပ်ကိုတွေ့တယ်ဝေဒနာရှုတဲ့ပုဂ္ဂိုလ်ကဝေဒနာတွေ့တယ်စိတ်ကိုရှုတဲ့ပုဂ္ဂိုလ်ကစိတ်ကိုတွေ့တယ်ရုပ်တွေနာမ်တွေကိုတွေ့တယ်ဆိုသည့်အတွက်ဘာဉာဏ်တဲ့လဲဘာဉာဏ်နဲ့လဲအောက်တန်းနေထက်တန်းနေပြောတာမဟုတ်ဘူးဉာဏ်ကိုမင်းနေတာဘာဉာဏ်နဲ့လဲနာမရူပပရိစ္ဆေဒဉာဏ်အကြောင်းနဲ့တကွသိသိပြီးသိတယ်ဆိုတာလည်းပဲအတူတူပဲဘာဉာဏ်လဲပစ္စယပရိက္ခဟဉာဏ်အကြောင်းနဲ့တကွအကျိုးတွေကိုမြင်တယ်ဖြစ်နေတာကိုမြင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့ဒီလိုနဲ့ဘုန်းကြီးတို့ယောဂီတွေကအောက်တန်းဉာဏ်နဲ့ရှုရင်းနဲ့ယုတ်တွေဖြစ်တာကိုတွေ့တယ်လို့ထင်တယ်နာမ်တွေဖြစ်တာကိုတွေ့တယ်လို့ထင်တယ်အထင်နဲ့ပဲရှုနေကြတာနော်အထင်နဲ့ပဲရှုနေကြတာဒါကြောင့်မလို့တချို့ထက္ကရာတွေကအဲ့ဒီနာမရူပပရိစ္ဆေဒဉာဏ်ကိုတောင်မှပဲဉာဏ်အစစ်မဟုတ်ဘူးလို့တောင်ပြောနေကြတာဒါကြည့်ပြောတာပေါ့သို့တော့အောက်တန်းဉာဏ်တရုဏဉာဏ်လို့ပြောကြတဲ့ကိုကဉာဏ်စင်းထဲမှာမထည့်ဘူးလားထည့်ထားလားထည့်ထားပါတယ်ဉာဏ်တော့ဉာဏ်ပဲဉာဏ်တော့ဉာဏ်ပဲပါဠိမှာတော့တရုဏဉာဏ်လို့ခေါ်တယ်အားနေတဲ့ဉာဏ်လို့ခေါ်တာပေါ့နော်ဟုတ်ပြီအဲ့ဒီတော့ရုပ်တွေတွေ့တဲ့နာမ်ကိုတွေ့တဲ့တရုဏအကြောင်းကိုတွေ့တဲ့ပစ္စယပရိက္ခဉာဏ်ဒါလည်းတရုဏအားနေတဲ့ဉာဏ်ပဲအဲ့ဒီလိုစัจကျင်ခြင်းနဲ့သမထနာဉာဏ်အာကိုလေးနဲ့ဖြစ်တာမြင်တယ်ပြတ်တာမြင်တယ်စောစောတုန်းကနာမရူပပရိစ္ဆေဒဉာဏ်တုန်းကတော့ဖြစ်တာကိုပဲမြင်တယ်အခုကြတော့ဗာလဲဖြစ်တာကိုမြင်တယ်လို့လည်းထင်တယ်ပြတ်တာကိုမြင်တယ်လို့လည်းထင်တယ်ဘာဉာဏ်နဲ့လဲနာမရူပဥဒိယဘယဉာဏ်ဖြစ်တာကိုမြင်တယ်ပြတ်တာကိုမြင်တယ်ဥဒိယဘယဉာဏ်စဉ်းစားဖြစ်တာကိုလည်းမြင်တယ်ပြတ်တာကိုလည်းမြင်တယ်ဉာဏ်နာမည်ကဥဒိယဘယဉာဏ်ဆိုရင်ဘုန်းကြီးယောဂီတွေစဉ်းစားကြည့်လိုက်အဲ့ဒီဉာဏ်ကိုအောက်တန်းလားထက်တန်းလားဘာဉာဏ်လဲအောက်တန်းဉာဏ်လားထက်တန်းဉာဏ်လားဘာဖြစ်လို့တော့ဖြစ်တာလည်းမြင်တယ်လို့ထင်တယ်ပြတ်တာလည်းမြင်တယ်လို့ထင်တယ်ဒါကြောင့်မလို့အောက်တန်းဉာဏ်ပဲရှိသေးတယ်ဟုတ်တယ်မလားဒါကြောင့်မလို့
ယုံနာကိုမြင်တော့တက္ကရာတိစင်တယ်အကြောင်းနဲ့ကွာသိတော့ဥစ္စကိစ္စစင်တယ်အဖြစ်ပြက်ကိုမြင်တော့သတ္တရာတိစင်တယ်အဖြစ်ကိုမြင်တော့ဥစ္စရာတိစင်တယ်ဒိဋ္ဌိတွေမစင်မလားစင်မပြုတ်ဘူးလားပြုတ်မဖြုတ်ဘူးလားဖြုတ်အမြဲတမ်းကောဒိဋ္ဌိမဖြုတ်ဘူးလားဖြုတ်ဒီနေရာလေးမှာလေပြက်တာကိုမြင်တော့ဗာဒိဋ္ဌိစင်အစားတို့ဖြစ်တာမြင်တော့ဗာဒိဋ္ဌိစင်ယုံနာကိုသဘောပေါက်တော့ဗာဒိဋ္ဌိစင်အမြဲတမ်းဒိဋ္ဌိမဖြုတ်ခဲ့ဘူးလားဖြုတ်ခဲ့သို့တော့တကယ်ပြုတ်ရလားဘာဖြစ်လို့တော့ဘာဖြစ်လို့တော့ဉာဏ်ကတကယ်ဉာဏ်အစစ်မှမဟုတ်ပဲကိုဟုတ်တယ်မဟုတ်လားဉာဏ်တော့ဉာဏ်ပေါ့လေနော်ဉာဏ်စစ်မစစ်စရာတော့မပြောလို့ပါဘူးဉာဏ်တော့ဉာဏ်ပဲဒါပေမဲ့ခုနရကရာဆရာကဘာပြောလဲတရုဏဝိပဿနာအားနေတဲ့ဉာဏ်ဝိပဿနာတော့ဖြစ်နေပြီဒါပေမဲ့အားနေတဲ့ဉာဏ်အားနေတဲ့ဉာဏ်ဆိုကိုပဲမဂ္ဂဆရာတော်ဘုရားကြီးကဘယ်လိုသတ်မှတ်လဲအောက်တန်းကြတဲ့ဉာဏ်အဲ့ဒီထိဉာဏ်ကအောက်တန်းကြနေသေးတယ်အထက်တန်းမရောက်သေးဘူးဘာဖြစ်လို့တော့ဖြစ်တာကိုတွေ့တယ်လို့ထင်တယ်ပြက်တာကိုတွေ့တယ်လို့ထင်တယ်ထင်တော့မှရှိသေးတယ်အတော်တော့တိမ်မွေ့တယ်နော်ဟိုတုန်းကဘုန်းကြီးတို့ကိုယ်တိုင်မထင်မှတ်တဲ့အတိတ်ပဲဒီနေရာမှာလာတွေ့တာဟိုတုန်းကကိုယ်လည်းဒီလောက်အထိကကနနာသဘောမပေါက်ခဲ့ဘူးအခုတကယ်နော်လောက်ကွက်နဲ့ကြည့်လိုက်တဲ့အခါကျတော့ဟုတ်သားပဲခုနစကားနှစ်ခွန်းနဲ့တင်ဘုန်းကြီးတို့ကလက်ခံလို့ရသွားတယ်စကားနှစ်ခွန်းကဘာလဲအထက်ကရာပြောတဲ့စကားကဥရိယဘေယဉာဏ်အထိအောက်တန်းပါဠိလိုတရုဏဝိပဿနာဉာဏ်ဥရိယဘေယဉာဏ်အထက်ကျမှဘလဝဝိပဿနာဉာဏ်ဒါအထက်ကရာကပြောတာနော်ဘာလဲပြန်ပြောပါအောင်ဥရိယဘေယဉာဏ်အထိတရုဏဉာဏ်ဥရိယဘေယဉာဏ်နောက်ပိုင်းကျမှဘလဝဉာဏ်ဒီလိုပြောတာဒါတက္ကရာကပြောတာဒီစကားကိုသေသေးချာချာကြည့်လိုက်တော့အတော့ကိုအတိတ်ပဲရှိတာပဲနော်အတော့ကိုအတိတ်ပဲရှိတာပဲကိုယ်တိုင်ဇဝေဇဝဖြစ်ခဲ့တာတွေကဒီနေရာမှာရှင်းသွားတယ်ဘာဖြစ်လို့ရှင်းသွားတယ်လဲမေးတော့ဘာဖြစ်လို့ရှင်းသွားတယ်လဲဆိုတာနောက်ပိုင်းကျပေါ်ပါလိမ့်မယ်နော်အဓိကကတော့ဘာဖြစ်လို့ပြောရတာလဲလို့မေးတဲ့အခါကျတော့တကယ်ကဝိပဿနာဆိုတာရှိတာတွေ့တဲ့ဉာဏ်လားမရှိတာတွေ့တဲ့ဉာဏ်ယံအနိစ္စတဒုက္ခတာယောအနတ္တယံအနိစ္စအနိစ္စကိုမြင်တဲ့ဉာဏ်ဝိဝိဒေနအနိစ္စတိအာကာရေနပတ္တိတိဝိပဿနာအနိစ္စမရှိတာကိုမြင်မှဝိပဿနာပါတယ်လေအနိစ္စဆိုတဲ့မရှိတာကိုမြင်မှဝိပဿနာနော်အနိစ္စတရားကမရှိတာမရှိဘူးဆိုတော့အစကတည်းကဘာမှမရှိတာလားဒီလိုတော့မဟုတ်ဘူးဘယ်လိုလဲအစတုန်းကရှိတယ်ဒါကြောင့်ထက္ကရာဆရာကဘယ်လိုဖြစ်ဆက်ပြောလဲဟုတ်တဝါအဘာဝထေနအနိစ္စတဲ့ဟုတ်တဝါစောကရှိခဲ့ဘူးတယ်အဘာဝအခုမှမရှိတော့တာဟုတ်တဝါစောကရှိခဲ့တယ်အဘာဝအခုမှမရှိတာဟုတ်တယ်မဟုတ်လားစောကရှိတယ်အခုမှမရှိတာအဲ့ဒီလိုဆိုတော့စောကရှိတာကိုမြင်တာလားအခုမရှိတာကိုမြင်တာလားအနိစ္စဆိုတာဟာအနိစ္စဆိုတာဟာလေစောကဖြစ်ကြတာမြင်တာမြင်လို့အနိစ္စလားအခုမရှိတာမြင်လို့အနိစ္စလားဟုတ်တဝါအဘာဝဟုတ်တဝါကလွန်ခဲ့ပြီးပြီစောကဟာအဘာဝအခုမရှိတော့အဲ့ဒါကြောင့်အနိစ္စဟုတ်တဝါအဘာဝထင်တာအနိစ္စအဲ့တော့အနိစ္စကိုမြင်နေဆိုတာကဆိုကြတဲ့ကိုကရှိတာမြင်တာလားမရှိတာမြင်တာဒါကြောင့်ဝိပဿနာဉာဏ်နဲ့ကြည့်တယ်ဆိုတာလေရှိတာကြည့်တာလားမရှိတာကြည့်တာလားမရှိတာကြည့်တာဟုတ်တယ်မလားရှိတာတွေ့နေသေးရင်ဉာဏ်အောက်တန်းကြားတယ်မရှိတာတွေ့မှဉာဏ်ထက်တန်းကြားတယ်ဘယ်လိုပြောခဲ့တာလဲမဂ္ဂဆရာတော်ဘုရားကြီးပြောခဲ့တာအဲ့ဒီတော့ရုပ်ကိုမြင်တယ်
နာကိုမြင်တယ်ဆိုရင်ညာအထက်တန်းလားအောက်တန်းလားအောက်တန်းအောက်တန်းဆိုတာတရုဏလားဘလဝလားတရုဏဘုရားဗျာညာရောက်တာတောင်မှဖြစ်တာလည်းမြင်တယ်ပြက်တာလည်းမြင်တယ်ဆိုတဲ့စကားကရှိတဲ့အခါကျတော့သူလည်းပဲအောက်တန်းလားထက်တန်းလားအောက်တန်းပဲရှိသေးတယ်တရုဏလားဝိဘလဝလားတရုဏပဲရှိသေးတယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့အဲ့ဒီအချိန်တွေအထိဆင်ခဲ့ပါတယ်ဆိုတဲ့တက္ကာယဒိဋ္ဌိတို့ဝိဇကိစ္ဆာတို့တတ္တရဒိဋ္ဌိတို့ဥစ္စေတဒိဋ္ဌိတို့နောက်တကကိလေသာတဏှာအဲ့ဒီတရားတွေဆင်ခဲ့ပါတယ်ဆိုတာဟာတကယ်ကြတော့တကယ်မဆင်ဘူးဟုတ်တယ်မလားတကယ်မဆင်ဘူးဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလားရောက်တကယ်မဘာဖြစ်လို့တော့တကယ်မြင်ရမယ်အစစ်ကပဲဟာလေမရှိတော့တာမြင်မှအစစ်အခုအစစ်ကိုမြင်တာလားအတုနဲ့တည်းမြင်နေတာလားအစစ်ကိုရောက်အောင်မသွားနိုင်သေးဘူးအစစ်ကိုရောက်အောင်မသွားနိုင်သေးတဲ့အတွက်အဲ့ဒီဉာဏ်ဒီအားနေတယ်ညာဥဒ္ဒံကြတယ်အားနေတဲ့ဉာဏ်ဒုဗ္ဗလဝိပဿနာဉာဏ်လို့လည်းခေါ်တယ်တရုဏဝိပဿနာဉာဏ်လို့လည်းခေါ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုသဘောင်းနဲ့ယောဂီတွေကဆက်ကြည့်ရမှာကဘာကိုဆက်ကြည့်ရမလဲဘာမှမရှိတာကိုမြင်အောင်ဆက်ကြည့်ရမှာဟုတ်တယ်မဟုတ်လားဘာမှမရှိတာကိုမြင်အောင်ဆက်ကြည့်လိုက်တော့မှအဲ့ဒီဘာမှမရှိတဲ့အဆင့်ကြတော့မှဉာဏ်ကဘယ်လိုနာမည်တက်ပိတ်လိုက်လဲဘင်္ဂဉာဏ်ဘာဉာဏ်နဲ့လဲဘင်္ဂဉာဏ်အဲ့ဒီဘင်္ဂကြမှာအစေဟုတ်တယ်မလားဘင်္ဂဆိုတာပြတ်သွားပြီမရှိတော့ဘူးအဲ့ဒါကိုမြင်တဲ့ဉာဏ်အဲ့ဒီဉာဏ်ကမှအာကောင်းတဲ့ဘလဝဝိပဿနာဉာဏ်တကယ်စစ်ကိုမြင်တဲ့ဉာဏ်ဒီတော့ဘုန်းကြီးတို့ယောဂီတွေကဖြစ်ပြမြင်တဲ့ဆိုယုံနဲ့အာကောင်းတဲ့ဝိပဿနာဖြစ်ပြီလို့ပြောလို့ရလားမရသေးဘူးဖြစ်ပြမြင်ယုံနဲ့ဒိဋ္ဌိတို့တဏှာတို့ကင်းစင်သွားပြီလို့ပြောလို့ရလားမရသေးဘူးဒါဖြင့်အဲ့ဒီဒိဋ္ဌိတွေအဲ့ဒီတဏှာတွေကင်းစင်သွားဆက်ပြီးတော့ရှုဖို့မလိုဘူးလားလို့လားအဲ့ဒီဒိဋ္ဌိတွေအဲ့ဒီတဏှာတွေကအခုကင်းစင်နေတယ်ဟုတ်ပြီကင်းစင်နေတာကမကင်းစင်တာတော့မဟုတ်ဘူးနော်ဒိဋ္ဌိမစင်မဲ့နေတာတော့မဟုတ်ဘူးယုံနာကိုမြင်တယ်ဖြစ်တာမြင်တယ်ပြက်တာမြင်တယ်အဲ့ဒီကလေးကဒိဋ္ဌိတွေမစင်ဘူးလားစင်ခဲ့လားစင်ခဲ့တယ်မစင်ခဲ့တာမဟုတ်ဘူးစင်ခဲ့တယ်ဒါပေမဲ့လို့လည်းပဲဉာဏ်လေးရှိနေတော့မှသူတို့စင်တာကိုဟုတ်တယ်မဟုတ်လားဉာဏ်မရှိတဲ့အချိန်ကျတော့ပြန်ရောက်လာတာကိုဒီလိုတော့ဉာဏ်ကိန်းတော့ပဲစင်တာဆိုတော့ပြောမယ်ဆိုရင်ခဏဖယ်ပေးလိုက်တဲ့အတိတ်ပဲပေါ့စဉ်းစားကြည့်တော့လေဘာလဲလဲခဏဖယ်ပေးလိုက်တဲ့အတိတ်ပဲပေါ့ဟုတ်တယ်မဟုတ်လားထိုင်မွေးပေါ်မှာရေကောင်လာတယ်ရက်ကလေးခတ်တော့ရေကောင်ကလေးကဟိုနာသွားနားနေတယ်အဲ့ဒီသဘောပဲရှိသေးတာတကယ်စဉ်းစားမှုပေါ့အဲ့ဒါကြောင့်မလို့သူ့ကိုဘာကိလေသာစင်တယ်လို့ပြောခဲ့လဲပရိယုဌာနာကိလေသာစင်တယ်လို့ပဲပြောခဲ့တာဘယ်လိုလဲစိတ်ထဲမှာစင်တာဘာဖြစ်လို့စိတ်ထဲမှာစင်တယ်လို့ပြောခဲ့တာလဲဉာဏ်ကိန်းနေလို့ဉာဏ်ကဘယ်မှာကိန်းစိတ်မှာကိန်းဘယ်စိတ်လဲနောက်ဖြစ်တဲ့စိတ်အဲ့ဒီနောက်ဖြစ်တဲ့စိတ်မှာဉာဏ်ကိန်းတဲ့အတွက်အဲ့ဒီနောက်ဖြစ်တဲ့စိတ်မှာအရင်ကကိန်းနေကြဖြစ်တဲ့ဒိဋ္ဌိဝိသိကိစ္စကိန်းသေးလားရှိသေးလားဘယ်လိုရှိလို့လဲဉာဏ်ရှိလို့ဒီတော့သူကခဏတစ်ဖြုတ်ပေါ့တကယ်စင်နာမှမဟုတ်ပဲဟုတ်တယ်မဟုတ်လားခဏတစ်ဖြုတ်ဖြစ်တဲ့အတွက်တကယ်စင်နာမဟုတ်သည့်အတွက်နော်အဲ့ဒီစင်တဲ့ဒိဋ္ဌိကိုပရိယောဌာဏဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီစင်တဲ့ဝိသိကိစ္စကိုလည်းပရိယောဌာဏဝိသိကိစ္စလို့ခေါ်တယ်အဲ့ဒီစင်ပါတယ်ဆိုတဲ့တဏှာကိုလည်းပရိယောဌာဏတဏှာလို့ခေါ်တယ်စင်ပါတယ်ဆိုတဲ့အဝိဇ္ဇာကိုလည်းပရိယောဌာဏအဝိဇ္ဇာလို့ပဲခေါ်တယ်ပရိယောဌာဏတော့ပဲပြောတာနော်အဲ့ဒါကြောင့်မလို့အနုတ္တယစင်ပြီလားအနုတ္တယစင်ပြီလားအနုတ္တယအထိမစင်နိုင်သေးဘူး
ဘာဖြစ်လို့အနုတ္တယတွေမစင်နိုင်သေးလဲဆိုတော့ဒိဋ္ဌိဝိသိကိစ္စကအမြင့်မှမပြတ်သေးပဲကိုဟုတ်တယ်မဟုတ်လားဒိဋ္ဌိဝိသိကိစ္စကတကယ်စင်သေးတာမှမဟုတ်ပဲကိုခဏတစ်ပြုတ်ပဲဘေးထိုင်နေတဲ့အဓိပ္ပာယ်ပဲဘယ်လိုရောက်လာလို့ဘေးထိုင်နေတာလဲဉာဏ်ရောက်လာလို့ဘေးထိုင်နေတာဆိုတော့တရင်ကပေါ့ဟုတ်တယ်မဟုတ်လားတရင်ကဗဟံပဲရှိသေးတာပဲလေအဲ့ဒီတော့ဉာဏ်လေးရှိတော့မဲ့သူကခဏတစ်ပြုတ်ဘေးထိုင်နေတယ်ဉာဏ်မရှိတော့ဘူးဆိုရင်သူကပြန်ရောက်လာတယ်ဆိုတော့အဲ့ဒီဉာဏ်ကဘုန်းကြီးတို့ပရိသတ်တွေတကယ်ဩဇာရှင်ဝါရှိတဲ့ဉာဏ်ပဲဟုတ်ပါမလဲဩဇာရှင်ဝါရှိတဲ့ဉာဏ်ဆိုရင်သူရှိနေတော့မှလည်းဒိဋ္ဌိမလာဘူးသူမရှိတော့လည်းဒိဋ္ဌိမလာဘူးဒါမှဒီဉာဏ်ကအားကောင်းတဲ့ဉာဏ်ဖြစ်မှာပေါ့အခုအဲ့ဒီလိုဖြစ်ပြီလားဉာဏ်ရှိတော့ဒိဋ္ဌိလေးစင်နေတယ်ဉာဏ်မရှိတော့ဒိဋ္ဌိလေးပြန်ရောက်လာတယ်ဒီကလေးကဒီဉာဏ်ဟာပြောမယ်ဆိုလို့ရှိရင်တော့လောကစကားနဲ့ပြောတော့အဖြစ်သဘောပဲဟုတ်တယ်မဟုတ်လားတကယ်ရှင်ဝါမရှိပါဘူးတကယ်ဩဇာမရှိပါဘူးเนาะခိတ္တခန္ဓာလူယုတ်သိရှင်ယုတ်သိဆိုတဲ့အစင်းလောက်ပဲရှိတယ်ဆိုတော့အခုနပြောခဲ့တဲ့တရုဏဉာဏ်လားဘလဝဉာဏ်လားဘာဉာဏ်နဲ့လဲအဲ့ဒီဉာဏ်ကိုပဲဒုပ္ပလလို့လည်းမပြောခဲ့ဘူးလားပြောခဲ့လားဒုပ္ပလလို့လည်းပြောခဲ့တယ်ဒုပ္ပလဖြစ်သည့်အတွက်ခုနဒိဋ္ဌိစားတဲ့ကိလေသာကိုမလာအောင်သူမလုပ်နိုင်သေးဘူးဟုတ်တယ်မလားမလာအောင်မလုပ်နိုင်သေးဘူးနောက်ကအချိန်မရွေးဝင်ပြီးတော့အနောက်ရှက်ပေးနိုင်သေးတယ်ဥရယဗျာညာဖြစ်ပြီးတာတော့မှလေအခုဥရယဗျာညာရောက်နေပြီမဟုတ်လားဥရယဗျာညာရောက်နေတာတော့မှအဲ့ဒီဒိဋ္ဌိနဲ့အဓိဝိသကိစ္စအဲ့ဒီတဏှာကအချိန်မရွေးမရောက်လာနိုင်ဘူးလားရောက်လာလားရောက်လာနိုင်တယ်ရောက်လာတဲ့တာရကပြောပါဆိုရင်ဘုန်းကြီးယောဂီတွေအထူးပြောစရာမလိုပါဘူးသိပြီးသားပါဥရယဗျာညာဖြစ်ပြီးတဲ့နောက်ဥရယဗျာညာရဲ့အရှိန်ကြောင့်ထူးခြားမှုလေးတွေမပေါ်မှာလားပေါ်မှာလားဘယ်နှခုတောင်ပေါ်မလဲ9ခုတောင်ပေါ်တာဘယ်နှခုတောင်ပေါ်မလဲ9ခုတောင်ပေါ်တယ်ဩဘာသောပိတိပတ္တတိအဓိမောခောစပက္ကဟော5ခုရှိသွားပြီနောက်တစ်ခါဒုက္ခဉာဏဥပဋ္ဌာနာဥပိ္ပခာအလုံးပေါင်းတော့9ခုဘယ်လိုတွေလဲဩဘာသောပိတိပတ္တတိအဓိမောခာပက္ကဟဩဘာသကအလင်းရောင်ခန္ဓာကိုယ်ကအလင်းရောင်တွေထွက်လာပိဋိကသိတ်ကိုကျင့်တဲ့ဝတ္တဝမ်းမြောက်ဝတ္တဖြစ်သွားတာပတ္တတိကကျင့်တဲ့သွားတာအဓိမောခသရကသရတရားတွေတဖွာဖွာဖြစ်လာတာပက္ကဟဆိုတာကဝရိယတွေတအားဖြစ်လာတာဒုက္ခသရကချမ်းသာသွားတာစိတ်ထွက်သွားတာတခါတည်းဉာဏ်သရကဉာဏ်နဲ့တအားတက်လာတာရှုလို့သိကောင်းလာတာဟုတ်တယ်မလားဥပဋ္ဌာနာသရကသတိတွေသိကောင်းလာတာဥပိ္ပခသရကယုံနာခန္ဓာတို့ရဲ့ဖြစ်ပျက်အပေါ်မှာမလိုချင်တော့တဲ့အခါကြတော့ဥပိ္ပခပြုလိုက်နိုင်ပြီဒါပြောတာအလုံးပေါင်းတော့ဘယ်နှချက်လဲ9ချက်ဟုတ်ပြီအဲ့ဒီ9ချက်ကဉာဏ်နုတော့မှပေါ်တာလားဉာဏ်ရင့်မှပေါ်တာရင့်တော့ရင့်တယ်ဒါပေမဲ့ဘလဝဖြစ်ပြီလားမဖြစ်သေးဘူးဘာအဆင့်ပဲရှိသေးလဲဒုပ္ပလပေါ့နော်ဒုပ္ပလတရုဏတူတူပါပဲအောက်တန်းကြသေးတယ်ဒုပ္ပလပဲရှိသေးတယ်တရုဏပဲရှိသေးတယ်နော်အဲ့ဒီတရုဏအဆင့်မှာထောင်မှသူတို့ပေါ်နိုင်တယ်တရုဏအဆင့်မှာလည်းပေါ်တယ်ဘလဝအဆင့်မှာလည်းပေါ်တာပေါ့ဟုတ်တယ်မဟုတ်လားတရုဏအဆင့်တော့ပေါ်သေးရင်ဘလဝအဆင့်ကြတော့ပေါ်တော်မှပဲပေါ်သေးတာပေါ့ဘာကွာတယ်လဲလို့မေးတဲ့အခါကျတော့တရုဏအဆင့်မှာကအာနေသေးတယ်အာနေသေးတဲ့အတွက်ဒိဋ္ဌိနဲ့ဝိသိကိစ္စခဏခဏပြန်ပေါ်နိုင်သေးတယ်တဏှာကိလေသာလည်းခဏခဏပြန်ပေါ်နိုင်သေးတယ်ဘာရှိနေလို့လဲအနုတ္တယကြီးကရှိနေလို့အနုတ္တယရှိတဲ့အတွက်ဒီဒိဋ္ဌိတွေဝိသိကိစ္စတွေဒီတဏှာတွေကမကြမကြပြန်ပေါ်လာတယ်အခုနောက်တော့ပြောခဲ့သလိုပေါ့နော်ယုံနာကိုမြင်တော့တက္ကာယဒိဋ္ဌိစင်တယ်ပြ
ပြတာကိုမြင်တော့တတ္တရာဒိဋ္ဌိစင်တယ်အစာတို့ဖြစ်တာမြင်တော့ဩဇိတာဒိဋ္ဌိစင်တယ်ဆိုတာဒါကခဏတစ်ပြုတ်ပဲဆင်ခဲ့တာလေတကယ်ဆင်ခဲ့တာမှမဟုတ်ပဲကိုဟုတ်တယ်မဟုတ်လားစတိလောက်ပဲဆင်ခဲ့တာယာယီလောက်ပဲဆင်ခဲ့တာဒါကြောင့်မို့လို့အခုအဲ့ဒီလိုဆင်နေစေကာလကလေးမှာတောင်မှတရုဏဝိပဿနာကာလကလေးမှာတောင်မှဩဘာသောပိဋိပတ္တတိအရိမောဂောဇဘဂဟောဒုက္ခဉာဏမုပ္ပဒနာဥပိက္ခဇနိကန္တိစီတိဆိုတဲ့တတ္တမပဋိရုပကတတ္တမကမက်ဖို့ပဋိရုပကကအတုမက်ဖို့စစ်တော့မဟုတ်ဘူးဒါပေမဲ့မက်ဖို့နဲ့အလားတရံတူတဲ့သဘာဝလေးတွေမက်ဖို့စစ်တော့မဟုတ်ဘူးမက်ဖို့နဲ့အလားတရံတူတဲ့သဘာဝလေးတွေဟုတ်တယ်မလားအစစ်မှလည်းသူပေါ်မှာပဲအခုအတုမှလည်းပေါ်တာပဲနော်မက်ဖို့မရသေးခင်မှလည်းပေါ်တာပဲမက်ဖို့ရပြီးတော့လည်းပေါ်တာပဲအာမကောင်းခင်မှလည်းပေါ်တာပဲအာကောင်းကလည်းပေါ်တာပဲဘာကွာတယ်လဲမေးတော့အခုပြောနေတဲ့အစဉ်ကအာကောင်းတဲ့အစဉ်လားအာမကောင်းတဲ့အစဉ်လားအာမကောင်းတဲ့အစဉ်ကြတော့ဘာကွာတယ်လဲမေးတော့နိကန္တိတဏလေးနဲ့သာယတတ်မဲ့နေသက်တတ်ပါတယ်ဘာဖြစ်လို့တော့ဉာဏ်ကအာမကောင်းလို့တရုဏဖြစ်လို့ဉာဏ်အောင်တန်းကြလို့ဟုတ်တယ်မလားဉာဏ်အောင်တန်းကြလို့ဆိုတော့ဘုန်းကြီးတို့ယောဂယုံမှသိနေတဲ့ဝေဒနာကိုဝေဒနာမှသိနေတယ်စိတ်ကိုစိတ်မှသိနေတယ်အဲ့ဒါပေါ့နော်ယောဂယုံမှသိနေတယ်ဝေဒနာကိုဝေဒနာမှသိနေတယ်စိတ်ကိုစိတ်မှသိနေတယ်အဲ့ဒီအစဉ်နံပါတ်ပရိစ္ဆေဒညာအကြောင်းနဲ့တကွာသိစီတော့ပစ္စယပရိက္ခညာအဲ့ဒီယုတ်တယ်အဲ့ဒီနာနဲ့ဖြစ်တယ်ပြက်ပြီးတော့ပြက်တယ်ပြက်တာကိုမြင်တော့ဥဒယဘယညာအဲ့ဒီအထိယုတ်နံကိုသိနေသေးတယ်ယုတ်ကိုသိနေသေးတယ်နံကိုသိနေသေးတယ်အရှင်ဘုရားယုတ်ကိုသိတာမှားသလားနံကိုသိတာမှားသလားဘုန်းကြီးတို့ယောဂီတွေကမေးမှာပေါ့မမှားပါဘူးဒါပေမဲ့တကယ်သိရမှာကဘာမှမရှိတာကိုသိရဘာမှမရှိတဲ့အထက်မှာယုတ်ပါလားရှိတော့ကတော့ယုတ်မရှိတော့တဲ့ချိန်ကျတော့ယုတ်ပဲဟုတ်တော့မလဲဘာမှမရှိတော့ပဲကိုရှိတော့ကတော့ဒါယုတ်လို့ပြောလို့ရတယ်ဒါနံလို့ပြောလို့ရတယ်ဒါဝေဒနာလို့ပြောလို့ရတယ်မရှိတော့ဘူးလဲဆိုရောရုပ်လို့ပြောလို့ရလားနာလို့ပြောလို့ရလားဘာဖြစ်လို့တော့မရှိတော့ဘူးလေမရှိတာကိုတွေးမှအစစ်မို့လားဟုတ်တယ်မို့လားအခုကရှိတာတွေးနေသေးတယ်လေရှိတာတွေးနေသေးတယ်ဆိုတော့ဘုန်းတော်ပရိသတ်တွေဉာဏ်ကအောက်တန်းမှာပဲရှိသေးတယ်ဉာဏ်အောက်တန်းဖြစ်တဲ့အတွက်လည်းပဲဘုရားဗျာဉာဏ်ပင်ဖြစ်တဲ့ကိစ္စဒိဋ္ဌိရှိနေသေးတယ်ဒိဋ္ဌိတွေပြတ်ဖြစ်နေသေးတယ်တဏှာတွေပြတ်ဖြစ်နေသေးတယ်ဟုတ်တယ်မလားအဲ့ဒါဩဘာသပရိပတ်တိစတဲ့ထူခြားသောတတ္တမပฏิရူပကအမတထူခြားတဲ့မက်ဖို့လို့တောင်ပြောလို့ရတဲ့ထူခြားမှုလေးတွေပေါ်လာတဲ့အချိန်မှာဘာဖြစ်သွားလဲဉာဏ်ကငကိုကလေးကအာမမကောင်းမဲ့ကိုအာမကောင်းတဲ့အခါကျတော့လှုပ်သွားတာပေါ့လှုပ်သွားတော့ဘာဖြစ်သွားလဲကိလေသာချားဝင်သွားတာပေါ့ဟုတ်တယ်မဟုတ်လားကိလေသာချားဝင်သွားတယ်ဆိုတာဘာပြောတာလဲအဲ့ဒီဉာဏ်လေးရပ်သွားတာပေါ့ဉာဏ်ရပ်တော့ဉာဏ်ရပ်တာသူ့ဘာသူရပ်ချင်လို့ရပ်တာမဟုတ်ဘူးဘာဖြစ်လို့ရပ်တယ်လဲကိလေသာချားဝင်လို့ရပ်တာကိလေသာကဘာကိလေသာလဲထုံးတာအတိုင်းတဏှာနဲ့ဒိဋ္ဌိပေါ့တဏှာနဲ့ဒိဋ္ဌိပေါ့ဒိဋ္ဌိကဘယ်လိုကြောင်းဝင်သွားလဲဟာငါတယ်ဟုတ်ပါလားတဏှာကဘယ်လိုကြောင်းဝင်လာတယ်ဟောဒီပေါ်မှာသဘောကျလိုက်တာဒါတဏှာဒိဋ္ဌိကြောင်းဝင်သွားတာမဟုတ်လားဟုတ်တယ်မဟုတ်လားငါတယ်ဟုတ်ပါလားလို့ထင်လိုက်ကြတဲ့ကိုကအဲ့ဒါဉာဏ်ရဲ့အမြင်လားဒိဋ္ဌိရဲ့အမြင်လားဉာဏ်ကဘယ်ရောက်သွားလဲရပ်သွားပြီဉာဏ်ရဲ့အစဉ်ရပ်သွားပြီဉာဏ်အစဉ်နေရာမှာဘယ်လိုကြောင်းဝင်သွားလဲဒိဋ္ဌိကြောင်းဝင်သွားတာဉာဏ်အားကောင်းလို့လားအာမကောင်းလို့လားဉာဏ်သာအားကောင်းနေရင်ဉာဏ်နဲ့ဒိဋ္ဌိနဲ့တိုက်ပွဲဝင်တဲ့နေရာမှာဘယ်ဘက်ကနေရမှာလဲအခုဘယ်ဘက်ကနိုင်သွားလဲအဲ့ဒါတာရကပေါ့နော်ဉာဏ်ဘက်ကအားနေလို့တရုဏမို့လို့ဒိဋ္ဌိကအားကောင်းသွားတာဟာဒိဋ္ဌိကအကောင်းဆုံးအရင်တုန်းကဒိဋ္ဌိပြုတ်ခဲ့တာမဟုတ်ဘူးလားဟုတ်တယ်ပရိယုဌာဏဒိဋ္ဌိပဲပြုတ်ခဲ့သေးတာအနုတ္တယဒိဋ္ဌိကျန်နေသေးတယ်နော်အနုတ္တယဒိဋ္ဌိကျန်နေသေးတဲ့အတွက်ဒိဋ္ဌိသည်
မိမိစီကနေပြီးတော့လုံးဝထွက်ပြေးသွားတာမဟုတ်ဘူးခဏတပြုတ်ဟိုဘနာသွားထိုင်နေတာအဲ့ဒီသဘောပဲရက်ကလေးခတ်လိုက်လို့ရင်ကောင်လေးကဟိုဘနာလေးသွားနားနေတဲ့သဘောပဲတော့ကြရက်ခတ်တာလေးရက်သွားတော့ပြန်ပေါ်လာတာပဲအဲ့ဒီသဘောလေးပဲအဲ့ဒါကြောင့်မလို့ဒိဋ္ဌိရဲ့ရင်ငွေမစင်ဘူးတဏှာရဲ့ရင်ငွေမစင်ဘူးနိကန္တိဆိုတာတခြားလားတဏှာလားတဏှာတို့မြည်ဒီမှာပုရုဇဉ်တို့ရဲ့တန်တန်မှာသူကြည်သက်ပေါ်တာလားဒိဋ္ဌိနဲ့တွဲပေါ်တာလားအရိယာဖြစ်သွားရင်တော့ဒိဋ္ဌိမပါတော့ဘူးထားတော့ပုရုဇဉ်ဆိုရင်တဏှာဖြစ်တဲ့ဘယ်လိုပါမလဲဒိဋ္ဌိပါမယ်ဒိဋ္ဌိပါမယ်ဆိုတဲ့ကိုကတဏှာနဲ့ဒိဋ္ဌိကအရင်ဖြစ်တဲ့သဘောပေါ့ဟုတ်တယ်မလားဒိဋ္ဌိရဲ့အမြင်မှာပါလဲငါတဏှာရဲ့အမြင်ကသဘောကျတယ်ငါကျင့်တတ်ပဲငါသဘောကျတယ်ပိဋိလေးဖြစ်တော့လဲဟာငါတဲ့ဟုတ်ပါလားပတ္တိလေးဖြစ်တော့လဲဟာငါတဲ့ဟုတ်ပါလားအရိမောကသရတရားလေးဖြစ်တော့လဲဟာငါတဲ့ဟုတ်ပါလားဒိဋ္ဌိတွေပြန်မပေါ်ဘူးလားပေါ်လားပြန်ပေါ်လာတယ်ဟုတ်တယ်မလားဘာဖြစ်လို့ဒိဋ္ဌိတွေပြန်ပေါ်လာတယ်လဲမေးတော့ဉာဏ်အားနေလို့အခုနဩဘာသပိဋိပတ္တိတွေကဉာဏ်အားနေတော့မှလည်းပေါ်ရတာပဲဉာဏ်အားကောင်းလည်းပေါ်ရတာပဲဟုတ်တယ်မလားဘုရားဘုရားဉာဏ်နဲ့နောက်ပိုင်းဉာဏ်အားနေတဲ့အချိန်မှလည်းပေါ်ရတာပဲနောက်ပိုင်းဘင်္ဂဉာဏ်နောက်ပိုင်းဉာဏ်အားကောင်းတဲ့အချိန်မှလည်းပေါ်ရတာပဲဘာကွာတယ်လဲလို့မေးတဲ့အခါကျတော့ဉာဏ်အားနေတဲ့အချိန်တုန်းကဒိဋ္ဌိကအလိုတကူဝင်လာတယ်ဉာဏ်အားကောင်းတဲ့အချိန်ကျတော့ဒိဋ္ဌိအလိုတကူဝင်သေးလားမဝင်တော့ဘူးဒါကြောင့်မလို့ဉာဏ်အားကောင်းတဲ့အချိန်ကျတော့ငါတဟုတ်ပါလားဆိုတာမရှိတော့ဘယ်တော့မှပဲရှိလဲဉာဏ်အားနဲ့တော့ပဲရှိတာဉာဏ်အားကောင်းသွားတဲ့အချိန်ကျတော့ငါတဟုတ်ပါလားဆိုတာရှိသေးလားမရှိတော့ဘူးဒီနေရာမှာမဂ္ဂုဆရာတော်ဘုရားကြီးကတရုဏဝိပဿနာဖြစ်နေတဲ့အချိန်မှာတရုဏဝိပဿနာကနေဘလောဝိပဿနာဖြစ်အောင်ဘာလို့ရမလဲအဲ့ဒီဒိဋ္ဌိကိုတတ်အောင်ရှင်းထုတ်အောင်မပြောခဲ့ဘူးလားပြောခဲ့လားဟုတ်တယ်လေဒီဒိဋ္ဌိမရှင်းမချင်းတော့ဒီဒိဋ္ဌိတောက်လျှောက်ပါနေတဲ့မြတ်ကာလပတ်လုံးတော့ဘုန်းတော်ပရိသတ်တွေမွေပွေကပိုက်ပိုက်ဖြစ်နေပါပဲဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ဒိဋ္ဌိကိုရှင်းဖို့လိုအပ်သေးတယ်ဒိဋ္ဌိမရှင်းနိုင်သေးတဲ့မြတ်ကာလပတ်လုံးတော့ဘယ်ညာမဲရောက်ဘယ်ညာမဲရောက်ဆိုပေမဲ့ဥရိယဘုရားညာပဲရောက်မှာပါဘင်္ဂညာဘုရားညာတော့မရောက်ပါဘူးအဲ့တော့ဥရိယဘုရားညာနောက်ပိုင်းမှာပဲတဝက်လဲလဲနဲ့ဖြစ်နေမှာပဲဘာဖြစ်လို့တော့ဒိဋ္ဌိကနောက်ကနေတန်လန်ပါနေတာကိုဟုတ်တယ်မဟုတ်လားအဲ့ဒီလိုတန်လန်ပါနေသည့်အတွက်ငါဆိုတဲ့ဆက်ကမပြောက်ဘူးငါဆိုတဲ့ဆက်မပြောက်သည့်အတွက်ငါတဟုတ်ပါလားဩဘာသပိဋိပတ်တိလေးကိုသဘောကျသွားတယ်ကျင့်납သွားတယ်တဏှာဒီလိုဖြစ်သွားတာအဲ့ဒီလိုဖြစ်သွားတဲ့အတွက်မဂ္ဂဆရာတော်ဘုရားကြီးကပြောလဲအဲ့ဒါမင်းတို့ညံ့အောက်တန်းကြလို့ကွာတဲ့ဘလဝဝိပဿနာမဖြစ်သေးလို့တရုဏဝိပဿနာနဲ့အဲ့ဒီတရုဏဝိပဿနာအစစ်ဆိုရင်မင်းတို့ဘယ်တော့မှနိဗ္ဗာန်မရောက်ဘူးတဲ့နိဗ္ဗာန်ရောက်မလားမရောက်ဘူးလားဘယ်ရောက်မလဲတဏှာဒိဋ္ဌိနဲ့ပဲတဝက်လဲလဲနဲ့နေကြမှာပေါ့နော်တဏှာဒိဋ္ဌိဝဲထဲမှာပဲတဝက်လဲလဲနေတော့ဘလို့နိဗ္ဗာန်ရောက်မလဲမရောက်နိုင်ဘူးလေဒါကြောင့်နိဗ္ဗာန်ရောက်ချင်ရင်တရုဏဝိပဿနာကနေဘာဝိပဿနာဖြစ်အောင်ကြိုးစားရမှာလဲဘယ်လိုဘာဝိပဿနာဖြစ်အောင်ကြိုးစားရမှာဘယ်လိုဘာဝိပဿနာဖြစ်အောင်ကြိုးစားမယ်ဆိုရင်နောက်ကနေတဝဲလဲလဲပါလာတဲ့တဏှာနဲ့ဒိဋ္ဌိအဓိကကဒိဋ္ဌိဝိသေကိစ္စဆိုတာလဲဒိဋ္ဌိတဏှာဆိုတာလဲဒိဋ္ဌိအဓိကကဒိဋ္ဌိဟုတ်တယ်မလားဒိဋ္ဌိအဲ့ဒီဒိဋ္ဌိကိုပဲပြန်ရှင်းဖို့မလိုဘူးလားလို့လားဩဘာသာပဲလာပိဋိပဲလာပတ္တိပဲလာကျင်တာလာဒိဋ္ဌိမဖြစ်စေရဘူးဟုတ်တယ်မလားဩဘာသာလာတယ်ပိဋိလာတယ်ပတ္တိလာတယ်သဘောကျတယ်ဆိုတာတခြားကြောင့်သဘောကျတာလားဒိဋ္ဌိဖြစ်သွားလို့သဘောကျတာဒိဋ္ဌိဖြစ်သွားလို့သဘောကျတာနော်ဟုတ်တယ်မလားဒိဋ္ဌိမဖြစ်အောင်ဘုန်းကြီးယောဂီတွေကအလုံးလုံးဖို့လိုသေးတာပေါ့အလုံးလုံးတဲ့အခါကျတော့ဘာလုပ်လဲဝိပဿနာပေါ့ပြတ်ရှုအောင်ပါဘယ်ကိုပြတ်ရှုခန္ဓာကိုပဲပြတ်ရှုအောင်ပါခန္ဓာကပဲခန္ဓာလဲတခြားခန္ဓာတွေစဉ်းစားမနေနဲ့ဩဘာသပေါ်လာရင်ဩဘာသသည်အရှုခံခန္ဓာပဲပိဋိပေါ်လာရင်ပိဋိသည်အရှုခံခန္ဓာပဲပတ္တိပေါ်လာရင်ပတ္တိသည်အရှုခံခန္ဓာပဲအဓိမောက္ခပေါ်လာရင်ဒီမောက္ခသည်အရှုခံခန္ဓာပဲပက္ခဟပေါ်လာရင်ပက္ခသည်အရှုခံခန္ဓာပဲ
ဒုက္ခပေါ်လာရင်ဒုက္ခသည်အရှုခံခန္ဓာပဲဉာဏ်လေးပေါ်လာရင်ဉာဏ်သည်ပင်အရှုခံခန္ဓာပဲဥပ္ပဌာနတတိလေးပေါ်လာရင်လည်းအဲ့ဒီတတိသည်အရှုခံခန္ဓာပဲဥပ္ပခပေါ်လာပိဋိဒုက္ခဉာဏ်ဥပ္ပဌာနဥပ္ပခလေးပေါ်လာရင်လည်းဥပ္ပခလေးသည်လည်းဗာလေးလည်းအရှုခံခန္ဓာနောက်ဆုံးနိကန္တိလေးပေါ်လာတော့ကောဘာဖြစ်မလဲအဲ့ဒီနိကန္တိလေးကလည်းအရှုခံခန္ဓာလေးပဲအဲ့ဒီအလေးတွေကတခြားလားခန္ဓာလေးတွေလားခန္ဓာလေးတွေအဲ့ဒီခန္ဓာလေးတွေကတခြားကြောင့်ပေါ်တာလားအကြောင်းကြောင့်ပေါ်တာလားဩဘာသာပေါ်တာလည်းအကြောင်းရှိလို့အကျိုးပေါ်တာပိဋိပေါ်တာလည်းအကြောင်းရှိလို့အကျိုးပေါ်တာပတ္တိပေါ်တာလည်းအကြောင်းရှိလို့အကျိုးပေါ်တာအရိမောက္ခပေါ်တာလည်းအကြောင်းရှိလို့အကျိုးပေါ်တာအကြောင်းကြောင့်ဖြစ်တဲ့အကျိုးမို့လို့တခြားခေါ်တာလားပရိစ္ဆသမုပ္ပါလို့ခေါ်တာလားအဲ့ဒါဩဘာသာခန္ဓာဖြစ်စဉ်သည်ဩဘာသာပရိစ္ဆသမုပ္ပါပေါ့ဟုတ်တယ်မဟုတ်လားပိဋိခန္ဓာဖြစ်စဉ်သည်ပိဋိပရိစ္ဆသမုပ္ပါပေါ့ပတ္တိခန္ဓာဖြစ်စဉ်သည်ပတ္တိသမုပ္ပါပရိစ္ဆသမုပ္ပါပေါ့အရိမောက္ခခန္ဓာဖြစ်စဉ်သည်အရိမောက္ခပရိစ္ဆသမုပ္ပါပေါ့အကောင်လုံးတွေပါလေခန္ဓာဖြစ်စဉ်ပရိစ္ဆသမုပ္ပါတွေ့ကြည့်ပဲအဲ့ဒီကြတော့ပရိစ္ဆသမုပ္ပါ1ကွက်တွေ2ကွက်တွေသွားရောင်လို့တော့မကြည့်လိုက်နဲ့အဲ့ဒါတွေကြည့်သွားရင်ဘုန်းကြီးတို့ပရိသတ်တွေညာအောက်တကြောင်နဲ့မကဘူးစောက်ထိုးဖြစ်သွားလိမ့်မယ်ဟုတ်တယ်မဟုတ်လားအခုကြည့်နေရမှာအခုကိုယ်တဏ္ဍာမှာဖြစ်နေတဲ့လောလောဆယ်ဖြစ်နေတဲ့အရှုခံလောလောဆယ်ဖြစ်နေတဲ့ခန္ဓာလောလောဆယ်ဖြစ်နေတဲ့ခန္ဓာဖြစ်စဉ်လောလောဆယ်ဖြစ်နေတဲ့ခန္ဓာဖြစ်စဉ်ဆိုတဲ့ပရိစ္ဆသမုပ္ပါအဲ့ဒါလေးကိုတတိမလတ်အကဲခတ်ပြီးတော့ကြည်ပါနော်အဲ့ဒါဒီပဲလေပရိစ္ဆသမုပ္ပါအခုခေတ်မှာမောဂောဆရာတော်ဘုရားကြီးကပရိစ္ဆသမုပ္ပါကိုပြန်ကြည့်ကွာပရိစ္ဆသမုပ္ပါကိုပြန်ကြည့်ကွာလို့ပြောလိုက်တော့အတော်များများကစဝိုင်းတဲ့ကိုဆွတ်သွင်းပလိုက်တာအဲ့ဒါမှားသွားတယ်စဝိုင်းနဲ့ဆွတ်သွင်းလို့ယောဂီဘာမှမထူဘူးဘုဒ္ဓတာရယုံပဲရှိတယ်ဟုတ်တယ်မဟုတ်လားတကယ်ကစဝိုင်းပရိစ္ဆသမုပ္ပါတဲ့ဆွတ်သွင်းရမှာလားခန္ဓာပရိစ္ဆသမုပ္ပါတဲ့ဆွတ်သွင်းရမှာလားခန္ဓာပရိစ္ဆသမုပ္ပါဒပြစ္ဆုတ်ပံခန္ဓာပရိစ္ဆသမုပ္ပါလေပြစ္ဆုတ်ပံခန္ဓာပရိစ္ဆသမုပ္ပါကဩဘာသပရိပတ္တိလေဒါသိပြီနေတခြားလားခန္ဓာပရိစ္ဆသမုပ္ပါလားအဲ့ဒီတော့အဲ့ဒီခန္ဓာအဲ့ဒီဖြစ်နေတဲ့ခန္ဓာယုတ်လည်းဖြစ်ခြင်းဖြစ်မယ်ဝေဒနာလည်းဖြစ်ခြင်းဖြစ်မယ်စိတ်လည်းဖြစ်ခြင်းဖြစ်မယ်ဘာပဲဖြစ်ဖြစ်ခန္ဓာပဲလေဘာပဲဖြစ်ဖြစ်နောက်ဆုံးတော့စိတ်မှာပဲသွားပြီးတော့တတ္ထုကြတာပဲဟုတ်တယ်မဟုတ်လားဘယ်မှာသွားတတ္ထုကြလဲစိတ်မှာပဲတတ္ထုကြတာပဲရုပ်ပြောလဲစိတ်မှာပဲတတ္ထုကြတာပဲဝေဒနာပြောလဲစိတ်မှာပဲတတ္ထုကြတာပဲဩဘာသပိဋိပတ်တိပြောလဲဘယ်မှာပဲတတ္ထုကြလဲစိတ်မှာပဲတတ္ထုကြတာပဲအဲ့တော့ဘာမှလုံးမနေတဲ့ကိုယ်စိတ်ကလေးကိုကိုပြန်အကဲခတ်ငါဘာဖြစ်နေတာတော့ငါဘာဖြစ်နေတာတော့ตายရနေသလားဩตายရတယ်ဆိုရင်တဏှာနဲ့စိတ်နဲ့တွဲနေပြီငါလို့ယူဆနေသလားငါလို့ယူဆရင်ဒိဋ္ဌိနဲ့စိတ်နဲ့တွဲနေပြီဒီလိုဆိုတော့တကယ်ဖြစ်ရမှာကစိတ်ထဲမှာဘယ်လိုနဲ့တွဲရမှာလဲဉာဏ်နဲ့တွဲရမှာအခုဘာနဲ့တွဲသွားတဏှာဒိဋ္ဌိနဲ့တွဲသွားတာဟာတခါလေတစ်သလုံးလှုပ်လာကြတာအလကားဖြစ်သွားတာပဲဟုတ်တယ်မဟုတ်လားအလကားဖြစ်သွားတာပဲအဲ့ဒါကြောင့်မလို့ဖြစ်နေတဲ့ခန္ဓာဖြစ်စဉ်ကိုပြန်ပြီးတော့နလန်ပြန်ထူအောင်ကြိုးစားတဏှာဒိဋ္ဌိနဲ့တွဲဖြစ်နေတဲ့စိတ်အစဉ်မှသည်ဉာဏ်နဲ့တွဲတဲ့စိတ်အစဉ်ဖြစ်အောင်ပြန်ကြိုးစားဟုတ်တယ်မလားအဲ့ဒီလိုပြန်ကြိုးစားအဲ့ဒီလိုပြန်ကြိုးစားတော့ပရမသတိထားတာကတတိတမာရီလေးရသွားတော့တမာတိယုံနာသဘောပေါက်သွားတော့ဉာဏ်ဖြစ်ပျက်ကသဘောပေါက်သွားတော့လေဉာဏ်အခုအဲ့ဒါလောက်နဲ့တည်းရနေရမလားရှေ့ဆက်သွားမှာရှေ့ဆက်မသွားရင်တော့ဒီလမ်းစဉ်ပဲပြန်ရောက်သွားမှာပဲအဲ့ဒီတော့ရှေ့ဆက်သွားဖို့လိုတယ်ရှေ့ဆက်သွားတာမှာကဘာလဲဖြစ်တာလည်းမတွေ့ဘူးပြတ်တာလည်းမတွေ့ဘူးဘာပဲတွေ့လဲမရှိတော့တာပဲအဲ့ဒီအထိရောက်အောင်သွားမှာဟုတ်တယ်မဟုတ်လားအဲ့ဒီအထိရောက်အောင်သွားအဲ့ဒီအထိရောက်အောင်သွားတဲ့အခါကျတော့မရှိတာပဲတွေ့တယ်ဆိုတာကဟုတ်တော့အပေါထင်တာအိဋ္ဌံတဲ့မရှိတာဒီအိဋ္ဌာလေအဲ့တော့အိဋ္ဌမြင်အောင်ကြည့်ပေါ့အိဋ္ဌမြင်အောင်ကြည့်ဆိုတော့ပြတ်တာကြည့်မြင်အောင်လိုက်ကြည့်နေလို့မရဘူးမရဘူးရုပ်တွေပြတ်နေတာမြင်အောင်နာမ်တွေပြတ်နေတာမြင်အောင်ပကံတစ်လုံးကြကွဲတဲ့ပြည့်နှိမျိုးဘယ်တွေ့မလဲပကံတစ်လုံးကြကွဲတာကမှတည်တည်ချာချာကြည့်ရင်ပ
ဘယ်နေရာလေးမှာအပ်သွားတယ်ဘယ်နေရာလေးမှာကွဲသွားတယ်တတိထားကြည့်လို့ရခြင်းရအောင်မယ်ဒါတော့အမြန်ကွဲသွားရင်မမြင်နိုင်ပါဘူးကွဲပြီးမှကွဲသွားပြီဒီလိုမဟုတ်လားပကံတော်လွှတ်ချလိုက်လေဘယ်နေရာမှာဘလို့ကွဲတယ်ဆိုတာဘုန်းကြီးတို့ယောဂီတွေတီပွေးနဲ့မှတ်တတ်တယ်မထားရင်CCTV နဲ့မှတ်တတ်တယ်မထားရင်သိပါမလားမျက်စိနဲ့တော့ဘယ်လိုမှမသိနိုင်ဘူးဘယ်ကြမှာသိကွဲသွားပြီကွဲသွားပြီဆိုမှသိတာလေအခုလည်းပဲရုပ်ကိုကြည့်တဲ့နာမ်ကိုကြည့်တဲ့ဘယ်ချိန်မှပြက်မသိဘူးဘယ်ကြမှာသိမရှိတော့မှသိလိုက်တာမရှိတော့မှသိလိုက်တာဒါကြောင့်မလို့ရှိတာတွေ့ရမလားမရှိတာတွေ့ရမလားအဲ့ဒီတော့မှကိုကတကယ်ဝိပဿနာအစစ်မြင့်ဝိပဿနာဖြစ်သွားပြီအဲ့ဒီတော့မှအနိစ္စအစစ်ကိုမြင်တာပါတယ်လေအနိစ္စအစစ်ကိုအနိစ္စတိဒုက္ခလက္ခဏာအနိစ္စတိခန္ဓာပစ္စကံအနိစ္စသရခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးဒီဟုတ်တော်အဘာဝဋ္ဌိနာအနိစ္စသဒ္ဒကဖြစ်တဲ့အခုမရှိတော့ဘူးမရှိတော့မှမရှိတော့တာကိုမြင်မှအနိစ္စကိုမြင်တယ်လို့ခေါ်တယ်အဲ့ဒီတော့ပရမတော့ရှိတာတွေ့တယ်လို့ထင်ရတယ်စัจจิကြည့်ပါများလာတော့ဟိုဘက်ကလည်းပဲဖြစ်လိုက်ဒီဘက်ကလည်းပဲကြည့်လိုက်နောက်ဆက်ကြတော့ဘာဖြစ်လာလဲဖြစ်တာလည်းမတွေ့တော့ဘူးပြတ်တာလည်းမတွေ့တော့ဘူးဘာပဲတွေ့လဲသောသောကဖြစ်တာတွေ့တယ်ဆိုကြတဲ့ကိုကတကယ်အစစ်လားအထင်လားပြတ်တာတွေ့တယ်ဆိုတာလည်းတကယ်အစစ်လားအထင်လားအထင်ဘဝမှာတရုဏဘာမှမရှိတာမြင်မှဘလဝဟုတ်တယ်မလားအထင်နဲ့မြင်နေတာကတရုဏဘာမှမရှိတာမြင်မှဘလဝအဲ့ဒီလိုဘလဝမြင်ပြီလဲဆိုရောဘယ်မလဲရုပ်ဆိုတာဟုတ်သေးလားဒီနေရာလေးမှာသောကရုပ်ရှိတယ်ဘာမှမရှိတော့ဘူးသောကနာဖြစ်တယ်ဘာမှမရှိတော့ဘူးသောကဝေဒနာဖြစ်တယ်ဘာမှမရှိတော့ဘူးသောကစိတ်ဖြစ်တယ်ဘာမှမရှိတော့ဘူးဘာမှမရှိတော့ဘူးဆိုတဲ့အချိန်မှာအဲ့ဒီဘာမှမရှိတာကြီးသည်ရုပ်လားဝေဒနာလားစိတ်လားမဟုတ်ဘူးဒါဖြစ်ပါလေယံအနိစ္စံတန်ဒုက္ခံဆိုတဲ့စကားအရာဘာမှမရှိတာကအနိစ္စမလို့ဒုက္ခရုပ်လားဒုက္ခသစ္စာလားဝေဒနာလားဒုက္ခသစ္စာလားစိတ်လားဒုက္ခသစ္စာလားဘာမှမရှိဘူးဆိုပေမဲ့လုံးဝမရှိတာကြီးဆိုရင်တော့ဒုက္ခသစ္စာမဟုတ်ဘူးပေါ့အခုကသောကဖြစ်တယ်အခုမှဘာမှမရှိတာဆိုတော့ဒုက္ခသစ္စာဒုက္ခသစ္စာမြင်သွားပြီပေါ့နော်ဘာမြင်သွားလဲဘာသစ္စာမြင်သွားလဲဒုက္ခကိုမြင်တယ်ဆိုတာလည်းပဲဘုန်းကြီးတို့အခုမြန်မာတွေဘာသာပြန်ထားတဲ့ဆင်းရဲခြင်းအမှန်တရားဆိုတဲ့စကားနဲ့ပြောမယ်ဆိုရင်တော့သိစင်မပြေဘူး။ဘာလို့ဆရာတော်ဘုရားကြီးမရှိတဲ့ဆက်ဆုပ်เสียအသုံးမကြတာအမှန်အဲ့ဒါနဲ့ပြောမှအဆင်ပြေတာ။ဒါကြောင့်မလို့ဒုက္ခသစ္စာဆိုတဲ့စကားလုံးကိုဘာသာပြန်တဲ့နေရာမှာလည်းပဲဘာသာပြန်ပုံပြန်နည်းလေသတိထားဖို့တော့လိုတယ်။အများသတိထားသလိုဒုက္ခသစ္စာဆင်းရဲခြင်းအမှန်တရားဖြစ်ဒုက္ခပြဒုက္ခပိုင်းခြားသိရမည်တရားဒါမဟုတ်စဝိုင်းစာရွက်စာမျက်နှာတစ်ပတ်နှစ်ထဲမှာရေးထားတယ်ဘုန်းကြီးအမြင်ပြောရမယ်ဆိုရင်တော့အဲ့ဒီစာကုတ်ကမှားနေတာဒါကလောကမှာမြန်မာနိုင်ငံမှာအများပြောနေကြသုံးနေကြစကားလုံးမောဂဆရာတော်ဘုရားကြီးသုံးနေကြစကားလုံးကဒါမဟုတ်ဘူးမောဂဆရာတော်ဘုရားကြီးသုံးနေကြစကားလုံးကဘာလဲဆက်စုပ်เสียအသုံးမကြတာအမှန်အဲ့ဒီတော့ဆင်းရဲခြင်းမှတ်တရားလို့ပြောရမယ်အစားရေးရမယ်အစားဘလို့ရေးမှအဆင်ပြေမလဲဆက်စုပ်เสียအသုံးမကြတာအမှန်လို့ရေးမှဓမ္မမဟုတ်မူကြိုက်တယ်ရှင်းလားမောဂဆရာတော်ဘုရားကြီးဥပနိဒေယကြားတယ်ဘလို့ရေးမှမှန်မလဲဆက်စုပ်เสียအသုံးမကြတာအမှန်လို့ရေးမှမောဂဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယကြားတယ်အဲ့တော့ဆက်စုပ်เสียတာဘာဖြစ်လို့ဆက်စုပ်เสียလဲဘာမှမရှိတော့လို့အသုံးမကြဘူးတဲ့ဘာဖြစ်လို့သုံးမကြတာလဲသုံးလို့မှမရတာဘာမှမရှိတာကြီးဘလို့သုံးမလဲတုတ်ဆက်တော့အချင်းကြီးပဲလေဟုတ်တယ်မဟုတ်လားတုတ်ဆက်တော့အချင်းကြီးတဲ့သုံးညပဲသုံးညတဲ့ဘာမှမရှိတာကြီးဘလို့သုံးချမလဲအသုံးချလို့ရမလားမရမလဲမင်းငါပတ်စံပြလိုက်မှာကွာရော့ဆိုပြီးတော့နော်လက်သီးဆုပ်ပြီးတော့ဖြန့်ပြလိုက်တော့ပတ်စံပါလားမင်းသွားပြီးတော့ဈေးသွားဝယ်ကွာဆိုတော့ဘာမှမပါပဲနဲ့ဘာနဲ့သွားဝယ်မလဲအလုံးချလို့ရလား
ပတ်စံပါမှသုံးချလို့ရမှာပေါ့ပတ်စံမှမပါပဲသုံးချလို့ရမလားမရဘူးလေဘေးလေယူပဲရှိတာပဲဟုတ်တယ်မဟုတ်လားအခုလည်းဘုန်းကြီးတို့ယောဂီတွေကရုပ်ကိုရှုတယ်ဝေဒနာကိုရှုတာဒါကလေဘေးလေယူပဲတကယ်ကြတော့ရုပ်ကိုတွေ့တာလားမရှိတော့တာတွေ့တာလားဝေဒနာကိုတွေ့တာလားမရှိတော့တာတွေ့တာလားစိတ်ကိုတွေ့တာလားမရှိတော့တာတွေ့တာလားဟောမရှိတော့တာတွေ့ပါအခုမှအမှန်ရောက်သွားဘာဖြစ်လို့အခုမှအမှန်ရောက်သွားတယ်လဲလို့ဆိုတော့ခုနပြောတဲ့တကယ်ခန္ဓာဖြစ်စဉ်တွေကိုအာကျုံမှတက်ကြည့်လိုက်တဲ့အခါကျတော့ဒိဋ္ဌိလည်းဝေးသွားပြီတဏှာလည်းဝေးသွားပြီတဏှာဒိဋ္ဌိမရှိတော့လို့ဘာမှမရှိတော့တာကိုမြင်သွားတာတဏှာဒိဋ္ဌိရှိနေတော့ကအဲ့ဒီတဏှာဒိဋ္ဌိကစွဲနေတဲ့အတွက်ဖြစ်တာကိုမြင်တယ်လို့ထင်တယ်ပြက်တာကိုမြင်တယ်လို့ထင်တယ်အခုတဏှာဒိဋ္ဌိတွေဆင်သွားပြီဆင်သွားတဲ့အခါကျတော့မှဖြစ်တာလည်းမရှိတော့ဘူးပြက်တာလည်းမရှိတော့ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီကြတော့ပရိယောဌာနကိလေသာတွေမကတော့ဘူးဘယ်ကိလေသာပါဆင်သွားတာလဲအနုတ္တယစဆင်သွားပြီပေါ့နော်ဟိုဘက်ကညာဘက်ကပြောရင်ဘယ်ညာရောက်သွားပြီလဲဘင်္ဂညာဘင်္ဂညာတော့ဘာမှမဖြစ်တော့တာကိုမြင်တာဘင်္ဂညာဟုတ်တယ်မလားဆက်စောတရားကောင်းတယ်ဘာမှအလုံးမတက်ပါဘူးဘာမှလည်းမရှိပါဘူးဘင်္ဂညာဘင်္ဂညာရောက်သွားသည့်အတွက်ဒိဋ္ဌိနဲ့ပါမလာဘူးတဏှာလည်းပါမလာဘူးပြတ်ကြံရခဲ့တာပြတ်ကြံရခဲ့တဲ့အတွက်ဉာဏ်ကပြောင်းသွားတယ်ဘာဉာဏ်ဖြစ်သွားလဲဘလဝဝိပဿနာဉာဏ်ဖြစ်သွားတယ်ရှင်းလားအဲ့ဒီလိုဘလဝဝိပဿနာဉာဏ်ဖြစ်သွားတဲ့အချိန်မှာရုပ်ဆိုတာတွေ့လားဘာပဲတွေ့ဒုက္ခသစ္စာပဲတွေ့တယ်မရှိတော့ဒုက္ခသစ္စာနော်နာဆိုတာတွေ့လားဘာပဲတွေ့လဲဝေဒနာဆိုတာတွေ့လားဘာပဲတွေ့လဲစိတ်ဆိုတာတွေ့လားဘာပဲတွေ့လဲဒုက္ခသစ္စာပဲတွေ့တော့တယ်ဒါကြောင့်မလို့အဲ့ဒီကြတော့မှဉာဏ်အစစ်ဉာဏ်ကတော့စောစောကလည်းဉာဏ်ပါပဲဒါပေမဲ့စောစောတုန်းကဉာဏ်ကအားနေတဲ့ဉာဏ်အခုကမှအကောင်းတဲ့ဉာဏ်စောစောတုန်းကတော့ဉာဏ်အောက်တန်းပေါ့ဗျာအခုကျတော့ဉာဏ်အထက်တန်းပေါ့နော်အဲဒါကြောင့်ရှိတာတွေ့တယ်ဆိုရင်ဉာဏ်အောက်တန်းကြတယ်မရှိတာတွေ့မှဉာဏ်အထက်တန်းကြတယ်ဆိုတဲ့မဂ္ဂဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယကဒီနေရာမှာသိတန်ဖို့ရှိတာပဲဟုတ်တယ်မလားအဲ့ဒီတော့ရှစ်စိတ်ကိုမြင်တယ်ဆိုပေမဲ့လည်းတကယ်မြင်တာရှစ်စိတ်လားမရှိတာတွေ့ရတာလားပြစ္ဆုတ်ပန်စိတ်ကိုပြစ္ဆုတ်ပန်ဉာဏ်နဲ့တွေ့တယ်ဆိုပေမဲ့လည်းပဲပြစ္ဆုတ်ပန်ခန္ဓာကိုတွေ့တယ်ဆိုတာလေရှိတာတွေ့ရတာလားမရှိတာတွေ့ရတာဓာတုရှင်းစရာမလိုတော့ဘူးအလုံးသဘောပေါက်သွားပြီအဲ့ဒီလိုဆိုတော့ရုပ်ဆိုတဲ့နာမည်ရှိသေးလားဝေဒနာဆိုတဲ့နာမည်ရှိသေးလားစိတ်ဆိုတဲ့နာမည်ရှိသေးလားဘာပဲရှိတယ်ဒုက္ခသစ္စာပဲရှိတယ်ဒုက္ခသစ္စာဆိုတာတရားလားသဘာဝတရားလေးလားဒါကြောင့်မလို့အဲ့ဒီကြတော့ကာယ ानु ပဒနာလည်းမဟုတ်တော့ဘူးဝေဒနာ ानु ပဒနာလည်းမဟုတ်တော့ဘူးစေတ ानु ပဒနာမဟုတ်တော့ဘူးဘာ ानु ပဒနာဖြစ်သွားလဲဓမ္မ ानु ပဒနာဖြစ်သွားပြီဧကောဓမောဆိုင်သွားပြီသမဉ္ဇလက္ခဏာဖြစ်သွားပြီဟုတ်တယ်မဟုတ်လားအဲ့ဒီချင်းကြတော့အလုံးတူသွားပြီစောစောတုန်းကဟာဒုက္ခရုပ်ရှုတယ်ဒုက္ခဝေဒနာရှုတယ်ဒုက္ခစိတ်ရှုတယ်မတူဘူးညာအောင်တန်းကြတယ်မတူဘူးအခုကြတော့ညာထက်တန်းရောက်သွားတော့ရုပ်လည်းမဟုတ်ဘူးဒုက္ခသစ္စာဝေဒနာလည်းမဟုတ်ဘူးဝေဒနာလုံးလည်းမမြင်ဘူးဒုက္ခသစ္စာစိတ်လည်းမမြင်ဘူးဒုက္ခသစ္စာအလုံးဒီဒုက္ခသစ္စာဘာဖြစ်လို့ဒုက္ခသစ္စာလဲမရှိတော့လို့ဒုက္ခသစ္စာအဲ့ဒီလိုမရှိတော့တာဒီငါလို့ပြောလို့ရလားစောစောတုန်းကတော့နားရကျင်တယ်ကြိုက်တယ်ခဲတယ်ရုပ်တရားသိတာကနာတရားအဲ့ဒါလေးကိုငါလို့ပြောလို့ရနေသေးတာပေါ့နော်အခုဘာမှမရှိတာကြီးကိုငါလို့ပြောလို့ရလားအတ္တလားအနတ္တလားအနတ္တအနိစ္စဒုက္ခအနတ္တဘာလဲအနိစ္စဒုက္ခအနတ္တဓမ္မနိဗ္ဗာန်လည်းဆိုင်သွားပြီအနိစ္စဒုက္ခအနတ္တလည်းကောင်းကောင်းမြင်သွားပြီနောက်ကပါလာတဲ့ဒိဋ္ဌိဝိသိကိစ္စတဏှာစတဲ့ကိလေသာတွေလည်းပြတ်ကြံရခဲ့ပြီဉာဏ်ကလွတ်လွတ်ကျွတ်ကျွတ်ဘလဝဝိပဿနာဖြစ်သွားတာပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုဖြစ်သွားတဲ့အချိန်မှာဉာဏ်ကိုနာမည်ပေးလိုက်တော့ဘင်္ဂါတို့ဘယတို့အာရိနဝတို့ဒါတွေကတော့ဘုန်းကြီးတို့ပြိဿတ်တွေဉာဏ်ရဲ့သဘာဝလေးအပေါ်မှာကြည့်ပြီးတော့နာမည်ပေးလိုက်တာပါပဲတကယ်မြတ်စွာဘုရားဟောခဲ့တာကတော့ဝိရာဂဩပိစတိနိဗ္ဗိန္ဒတိနိဗ္ဗိန္ဒံဩပိနိဗ္ဗိန္ဒံနိဗ္ဗိန္ဒံဘုန်းကြီးတို့
ဝိရိဇတိဝိရာဂဝိမုစ္စတိနိဗ္ဗေနဝိရိဇတိဝိရာဂဝိမုစ္စတိနိဗ္ဗေနညင်းငွေသွားပြီညင်းငွေသွားတဲ့အတွက်ဝိရိဇတိရာဂကိရိတာတွေကင်းသွားပြီရာဂကိရိတာတွေကင်းသွားတဲ့အချိန်မှာဒိဋ္ဌိလေးလည်းကင်းသွားပြီဒိဋ္ဌိလေးကင်းသွားတဲ့အတွက်နောက်တစ်ခါရာဂလည်းပြန်မဖြစ်တော့ဘူးဒိဋ္ဌိလည်းပြန်မဖြစ်တော့ဘူးပရိနိသကဝိရိပရိနိသကဥပိစ္ဆတိဒိဋ္ဌိတို့ရာဂတို့မှလွတ်သွားပြီဘလို့ကလွတ်သွားတာလဲဉာဏ်ကလွတ်သွားတာတဏှာတို့ဒိဋ္ဌိတို့လိုက်လို့မရတော့ဘူးဉာဏ်ကတိတ်ကိုအရှင်ကောင်းသွားတဲ့အခါကျတော့နော်တဏှာတွေဒိဋ္ဌိတွေလိုက်လို့မရတော့ဘူးမမီတော့ဘူးအဲ့ဒီကြတော့ဒိဋ္ဌိလည်းပြကြံရခဲ့ပြီတဏှာလည်းပြကြံရခဲ့ပြီဝိသုဒ္ဓိအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဟိုးဘုန်းကြီးတို့ဘလဝဖြစ်တဲ့အချိန်မှာမက္ကမကဉာဏတဒနာဝိသုဒ္ဓိဥရဗျာဉာဏ်ဖြစ်ရုံနဲ့မက္ကမကဉာဏတဒနာဝိသုဒ္ဓိမဟုတ်သေးဘူးဥရဗျာဉာဏ်နောက်ပိုင်းမှာမတုစကြက်တွေပေါ်တယ်အဲ့ဒီမတုစကြက်တွေရှင်းနိုင်တဲ့အချိန်ကြတော့မှမက္ကမကဉာဏတဒနာဝိသုဒ္ဓိဖြစ်တာမက္ကမကဉာဏတဒနာဝိသုဒ္ဓိဖြစ်သွားပြီးတဲ့နောက်အဲ့ဒီမတုစကြက်တွေကိုထပ်မပေါ်တော့ဘူးလားပေါ်တာပေါ့ဘာထူးလဲစောစောတုန်းကတရုဏတုန်းကပေါ်တဲ့မတု7ပါးပေါ်တာနဲ့အခုဘလဝမှာမတု7ပါးပေါ်တာနဲ့ဘာကွာတယ်လဲတရုဏတုန်းကမတု7ပါးပေါ်တာပေါ်တုန်းကကိလေသာတွေဝင်လာတယ်ဘလဝမှာမတု7ပါးပေါ်တော့ကိလေသာဝင်ခွင့်မရတော့ဘူးဘလုကအကောင်းသွားလဲဉာဏ်ကအကောင်းဉာဏ်ကအကောင်းသွားသေးတဲ့မင်းတို့တဏှာနဲ့ဒိဋ္ဌိကိုလှည့်ကိုမကြည့်တော့ဘူးဟုတ်တယ်မလားတဏှာဒိဋ္ဌိကတ်လို့ကိုမရတော့ဘူးဘလုကအကောင်းသားလို့လေဒါကြောင့်မလို့တရုဏဝိပဿနာတော်ကလည်းမတု7ပါးပေါ်တာပဲဘလဘောဝိပဿနာလည်းမတု7ပါးပေါ်တာပဲပေါ်တာချင်းတူတူပဲဟိုးသောတာပန်တလည်းပေါ်တာပဲသက္ကရာကလည်းပေါ်တာပဲအနာကလည်းပေါ်တာပဲယန္နာကြမှာမပေါ်တာဟုတ်တယ်မလားယန္နာကြမှာမပေါ်တာသောတာပန်ဒီလည်းအဘိနန္တတိဆိုတာရှိသေးတာပဲသက္ကရာကလည်းရှိသေးတာပဲအဘိနန္တတိအနာကလည်းအဘိနန္တတိရှိသေးတာပဲယန္နာကြတော့မှအဘိနန္တတိမဖြစ်တော့တာဒါပါဠိတော်မှာဒီတိုင်းပဲဆိုတယ်အဲ့ဒါကြောင့်မလို့အောက်ဉာဏ်နဲ့အထက်ဉာဏ်တရုဏနဲ့ဘလဝဘာကွာတယ်လဲလို့မေးတဲ့အခါကျတော့တရုဏတုန်းကမတုပေါ်ခဲ့တာပဲဘလဝမှာလည်းမတုတွေပေါ်ခဲ့တာပဲဘာကွာတယ်လဲမေးတော့တရုဏတုန်းကမတုပေါ်တုန်းကဒိဋ္ဌိနဲ့တဏှာကဝင်ပြီးတော့အနောက်ချက်ပေးတယ်အနောက်ချက်ပေးတဲ့အတွက်ဉာဏ်ကပြုတ်ပြုတ်ကျသွားတာဉာဏ်ကဘာဖြစ်လဲပြုတ်ပြုတ်ကျသွားတာပြုတ်ပြုတ်ကျသွားတာဩဘုန်းကြီးတို့ဘလဝဝိပဿနာဉာဏ်လေးရောက်တော့ဘာမက်တုပဲပေါ်ပေါ်ဉာဏ်ပြုတ်ကြသေးလားဘာဖြစ်လို့တော့အာကောင်းသွားလို့အဲ့ဒီကြတော့တဏှာဒိဋ္ဌိလိုက်သေးလားအရှိန်နဲ့တက်သွားတော့အဲ့ဒီကြတော့ပฏิပဒဉာဏတဒနာဝိသုဒ္ဓိဖြစ်သွားတာဘာဝိသုဒ္ဓိလဲပฏิပဒဉာဏတဒနာဝိသုဒ္ဓိနဲ့ပဲအစစ်အစင်နဲ့ပဲသွားရင်ကနေပြီးတော့နောက်ဆုံးအနုတ္တယကိရိတာပေသခြင်းကိစ္စပြီးပြီလဲဆိုရောဉာဏတဒနာဝိသုဒ္ဓိဆိုင်သွားပြီအဲ့ဒါတခြားလားသောတာပတိမေဉာဏဖြစ်ပြမောရကနေပါလေဖြစ်ပြဆုံးသွားပြီဖြစ်ပြမောင်းတဲ့အချိန်ကပฏิပဒဉာဏတဒနာဝိသုဒ္ဓိဖြစ်ပြဆုံးတဲ့အချိန်ကျတော့ဉာဏတဒနာဝိသုဒ္ဓိဉာဏတဒနာဝိသုဒ္ဓိဆိုတာတခြားလားသောတာပတိမေဉာဏသောတာပတိမေဉာဏရသွားပြီအဲ့ဒီနေ့တိုင်းဘုန်းတော်ပရိသတ်တွေကယုံထွက်ရတာဘယ်တဲ့ကနေယုံထွက်ရတာကိရိတာညုံဘွက်တဲ့ကနေယုံထွက်ရတာဘယ်တဲ့ကနေယုံထွက်ကိရိတာညုံဘွက်တဲ့ကနေယုံထွက်တော့ကိရိတာတွေကကဲနေကုန်းချောလိုက်ပါမယ်ဘယ်မှာကတ်တော့ခန္ဓာမှာကတ်တာအဲ့တော့ကိရိတာမှာခန္ဓာမှာကတ်တဲ့အခါကျတော့ခန္ဓာကိုယ်တစ်ခါတည်းတစ်ခုချင်းဘုန်းကြီးတို့ယောဂီတွေကသာနော်ဟာအကုန်ကြည့်စရာမလိုပါဘူးရုပ်ကြည့်ရင်လုံးလုံးပါတယ်ဝေဒနာကြည့်ရင်လုံးလုံးပါတယ်စိတ်ကြည့်ရင်လုံးလုံးပါတယ်လို့ပြောတာအရှင်သာရိပုတ္တပရိမေကြည့်လို့ဆိုအကုန်ကြည့်တာဘာမှမကြအကုန်ကြည့်တာနောက်ဆုံးစံချီတမြင်စာလောက်ကလေး1000စာလောက်ကလေးတောင်မှပဲဒိဋ္ဌိတဏကမ္မဆိုလို့အကုန်လိုက်ကြည့်ပလိုက်တာဘယ်နဲ့လဲဘုန်းကြီးယောဂီတွေကကြည့်မှာလားအဲ့ဒါလောက်ထိတော့မကြည့်နိုင်ဘူးပေါ့ဒါကြောင့်မို့လဲအဲ့ဒါလောက်ထိမကြည့်နိုင်ကြည့်နိုင်တော့ကြည့်ပေါ့ဟုတ်တယ်မို့လားနောက်ဘုန်းကြီးယောဂီတွေပါရမီပြည့်လို့အရှင်မောဂလန်တို့ရှင်သာရိပုတ္တပရိမေကြီးတို့လိုဆိုရူပံပုဂ္ဂိုလ်ကြီးတွေအက္ကတာဝကပုဂ္ဂိုလ်ကြီးတွေဖြစ်လာရင်တော့ကြည့်နိုင်မှာပေါ့အခုနေတော့မကြည့်နိုင်သေးဘူးပေါ့
ဒီလိုမဟုတ်လားဟုတ်ပြီဘာပဲပြောပြောတခြားကြည့်ရမလားခန္ဓာကြည့်ရမလားတခြားနဲ့ကြည့်ရမလားဉာဏ်နဲ့ကြည့်ရမလားဉာဏ်နဲ့ကြည့်တဲ့အခါကျတော့ထုံးစံတဲ့ဆိုရင်ခန္ဓာကဖြစ်ပြရှုတဲ့မြင်တဲ့ဉာဏ်ကမဲ့ဒါကထုံးစံတဲ့ပြောတာတကယ်ပြောတဲ့အခါကျတော့ရှိတာတွေ့ရမှာလားမရှိတာတွေ့ရမရှိတာကဘာသစ္စာမရှိတာကိုသိတာကဘာသစ္စာဒီလိုသွားရမှာကိုမရှိတာကဘာသစ္စာသိတာကဘာသစ္စာအဲ့ဒီချိန်မှာကိရိတာလေးတွေတစ်ဖြည်းနဲ့မဝေးဘူးလားဝေးသွားလားဝေးသွားတာကဘာသစ္စာသိဒိဋ္ဌိလည်းမလာတော့ဘူးတဏှာလည်းတဏှာတို့ဘာလို့ကတော့အထိုက်လေးရပေါ့နော်ဒိဋ္ဌိနဲ့ဝိသိကိစ္စကတော့အမြင့်ပြတ်သွားတာပေါ့အဲ့ဒီလိုတဏှာဒိဋ္ဌိနဲ့ဝိသိကိစ္စလုံးဝကင်းစင်သွားပြီလေဆိုရောအငြိမ့်တမရဘူးလားရအငြိမ့်တရသွားတာတခြားလားနိဗ္ဗာန်လားဘာသစ္စာပါလဲအဲ့ဒါនិရောဓသစ္စာပါပဲလို့သဘောပေါက်ပြီးတော့နော်အဲ့ဒီလမ်းစဉ်အတိုင်းဖြစ်အောင်ဘုန်းကြီးတို့ပြိဿတ်တွေကြောင်းမှာပဲနေအိမ်မှာပဲနေရေးတာမှာပဲနေကိုယ်အိမ်ကိုရမှာပဲနေကြိုးစားသွားကြမယ်ဆိုရင်ကိုလိုလားတောင်းတတဲ့နိဗ္ဗာန်ချမ်းသာဧကမုတ်ချရောက်ပါလိမ့်မယ်လို့သဘောပေါက်ပြီးတော့အဲ့ဒီအတိုင်းပဲကြိုးစားပြီးတော့မဉ္ဇဉ်ဘုံညာနိဗ္ဗာန်ချမ်းသာရအောင်ကြည်ကြံချက်ကိုအထောက်နိုင်သောတတော်ကောင်းပုဂ္ဂိုလ်များဖြစ်ကြပါစေကုန်သတည်း